ဒီမိန်းကလေးကတော့ပြေးလွှားရင်လည်းအိမ်ကျဲတွေကိုအလံတကြားတက်နေခဲ့ပါတယ်။အဲဒီနောက်ရုတ်တရက်ဆိုသလိုပဲတက္ကစီတားဖို့အတွက်လမ်းလေကောင်ဝုန်းကနေပြေးထွက်သွားခဲ့တာပေါ့။နောက်တော့မိန်းကလေးကလည်းသူ့ကိုကူညီဖို့ကားရဲဒရိုင်ဘာနဲ့ခီးတဲ့တွေကိုလက်အုပ်လေးချီပြီးအသနာခံတောင်းပန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူအိယာထနောက်ကျသွားတာကြောင့်အရန်ကိုအရေးကြီးတဲ့အင်တာဗျူးတစ်ခုကိုလွတ်သွားတော့မယ့်အခြေအနေဖြစ်နေလို့ပါ။တနာစရာကောင်းတဲ့ဒီမိန်းကလေးကိုမြင်တော့ဒရိုင်ဘာကလည်းစိတ်မကောင်းဖြစ်ပြီးကူညီပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဒီမိန်းကလေးအင်တာဗျူးခန်းထဲကိုရောက်သွားပြီးဝိုင်ကွာကိုကိုင်းလိုက်တာနဲ့တပြိုင်နက်တည်းရုတ်တရက်ပြုတ်ဟန်ခြင်းလို့ခံစားလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့မင်းညအရက်တွေအများကြီးတောက်ခဲ့လို့ပါ။ဒါပေမဲ့အန်ဩစရာကောင်းတာကသူမဟာအနမ်းနဲ့အရာသာကိုခံစားနိုင်တဲ့အရန်ကိုထူးခြားတဲ့အာယုံခံနိုင်စွမ်းရှိနေတာပါ။ဒါကြောင့်နောက်ဆုံးမှာတော့သူဟာကုမ္ပဏီဥက္ကဋ္ဌရဲ့အာယုံစူးစိုက်မှုကိုအောင်မြင်မြင်ရရှိသွားခဲ့ပါတယ်။ဒီချမ်းသာတဲ့ကုမ္ပဏီအမျိုးသမီးကြီးကလည်းဒီမိန်းကလေးစီမှာသူငငယ်တုန်းကပုံရိပ်ကိုမြင်ရောက်ခဲ့ပါတယ်။ဒီမိန်းကလေးဟာလွန်ခဲ့တဲ့အနှစ်20ကသူပျောက်ဆုံးသွားခဲ့တဲ့သမီးအရင်ချလေးဖြစ်မှန်းတော့လုံးဝသိမထားခဲ့ပါဘူး။အဲဒီနောက်မှာတော့အိုဘန်းဟာစိတ်မကောင်းတဲ့မျက်နှာထားနဲ့အင်တာဗျူးခန်းထဲကနေထွက်လာခဲ့တာပေါ့။သူကတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေကအရန်ညံပြင်းလွန်းတာကြောင့်အင်တာဗျူးကျင်းသေးပေါက်ကြမယ်လို့ထင်ခဲ့တာပါ။သူ့ရဲ့မွေးစားအမေစူပူတာကိုလည်းခန်းရမှာကြောက်တာကြောင့်အိုဘန်းတယောက်အချိန်ပိုင်းအလုပ်သွားလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တရိုက်စဆိုင်မဲ့ဒီမနက်ကတက္ကစီပေါ်မှာပါလာတဲ့ခီးတဲ့နဲ့သူပြန်ပြီးဆုံခဲ့ပါတယ်။ဒီခီးတဲ့ရဲ့နာမည်ကမာရူလို့ခေါ်ပါတယ်။သူကနာမည်ကြီးတက္ကသိုလ်တစ်ခုကနိုင်ငံခြားကျောင်းသားတစ်ယောက်ပါ။မာရူရဲ့မိဘတွေကအတူတူနေလာတာအနှစ်20ကြာမှလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်သူကလည်းကိုရီးယားကိုပြန်လာပြီးမိဘတွေနဲ့အတူနေထိုင်ဖို့သဘောတူခဲ့ပါတယ်။မာရူဟာမင်္ဂလာလက်စွပ်သွားယူဖို့ဆိုင်ထဲဝင်သွားတဲ့အချိန်မှာတော့အိုဘန်းနဲ့မတော်တဆတိုက်မိပြီးလက်စွပ်ဘူးတွေကပြုတ်ကျသွားခဲ့ပါတယ်။ဒါကြောင့်မာရူကအိုဘန်းကိုသူ့ရဲ့လက်စွပ်ကိုခိုးတယ်ဆိုပြီးချက်ချင်းတန်းပြဝင်သွားတာပေါ့။သူကလည်းမိန်းကလေးကိုတေချာမင်းမြတ်မှုလိုက်ရှာပြီးမြမတော်တဆဝိုင်းတွေညံ့နာကိုပတ်မိတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အိုဘန်းရဲ့အလုပ်ဟာလည်းရန်နာလိုက်ရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။အိုဘန်းလည်းအရန်တော်သားထွက်ပြီးမာရူစီကနေဆက်သွယ်ရမယ့်အချက်လက်တွေကိုတောင်းခဲ့ပါတယ်။သူရဲ့ဆုံးရှုံးမှုအတွက်ရော်ကြေးပေးဖို့လည်းတောင်းဆိုခဲ့တာပါ။နောက်တနေ့မှာတော့အိုဘန်းဟာအကင်းဆိုင်မှာအလုပ်သွားလုပ်ရင်မင်းညကမာရူရဲ့လုပ်ရက်တွေကိုပြန်တွေးပြီးဒေါသတကြီးနဲ့သူ့ဖုန်းဆက်ခဲ့ပေမဲ့မတော်တဆဖုန်းကရေစလုံးနဲ့ပြုတ်ကျသွားပါတယ်။ဖုန်းကရေဆိုးသွားတာကြောင့်သုံးမရတော့ပဲ Winter Group ကဆက်လာတဲ့ဖုန်းသူ့မှလွတ်သွားခဲ့ပါတယ်။အိုဘန်းတယောက်တနေ့ကုန်အလုပ်လုပ်နေတာကိုမြင်နေရတဲ့သူ့ရဲ့မွေးစားဖခင်ဟာလည်းတနာလိုက်တနာတယ်လို့အပြစ်မကင်းတယ်လို့လည်းခံစားရပါတယ်။သူကအိုဘန်းကိုနည်းနည်းလောက်နားဖို့အကြံပေးခဲ့တာပေါ့။ဒါကိုကြားတဲ့အခါမှာတော့အိုဘန်းကစိတ်လှုပ်ရှားသွားတာမျိုးမရှိခဲ့ပါဘူး။သူကဒေါသတောင်ထွက်ပြီးသူငငယ်တွေကအမြဲတမ်းစူးစမ်းပန်းစားလုပ်ခဲ့တယ်လို့ပြောပါတယ်။သူရဲ့မွေးစားဖခင်ဟာအိုဘန်းတီထက်ပိုပြီးဒုက္ခရောက်မှမကြည့်ကျင်တော့ပါဘူး။ဒါကြောင့်သူနှစ်ပေါင်းများစွာဝတ်ထားခဲ့တဲ့လူပြောက်ရှားပုံသောကျင်းညာဆောက်ရက်ကိုထုတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဒီပေါ်မှာပါတဲ့လိပ်စာတိုင်းသူက Winter Group ကိုသွားခဲ့ပါတယ်။ဒါပေမဲ့သူကအတွေးမှုအန်ကိုဒီမှာပျောက်ဆုံးနေတဲ့မိန်းကလေးရှိလာလို့မေးတဲ့အခါမှာတော့တွေးမှုအန်ကအယံကိုတုံ့လောက်သွားပြီးသူ့အလုထုတ်ပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါကအိုဘန်းရဲ့မွေးစားဖခင်ကိုဒီအတွင်းအမှုပေါ်တန်တရားဝင်စေခဲ့တာပါ။သူပြန်ကန်ဒီမှာအတွင်းမှုအန်ကဥက္ကဋ္ဌနဲ့စကားပြောနေတာမြင်ရပေမဲ့ဒီဥက္ကဋ္ဌကအိုဘန်းရဲ့အရင်ချမိခင်ဖြစ်နေမှသူလုံးဝမသိခဲ့ပါဘူး။ဟုတ်ပါတယ်လွန်ခဲ့တဲ့အနှစ်20ကျော်က9နှစ်သားအရွယ်အိုဘန်းလေးတယောက်ပဲအတွင်းမှုအန်ကကုမ္ပဏီကိုတိတ်တဆိတ်ရောင်းစားခဲ့တာကိုသိခဲ့တာပါ။ဒါကြောင့်အတွင်းမှုအန်ဟာသူ့ရဲ့လုပ်ရက်တွေပေါ်သွားမှကြောက်တာကြောင့်ဒီကလေးမလေးကိုဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုမှာတွားရောက်ဆွန့်ပစ်ခဲ့တာပါ။အပြင်မှာတော့သူကဥက္ကဋ္ဌကိုသူ့သမီးရှာပေးဖို့ကူညီခြင်းအောင်ဆောင်ပေမဲ့တကယ်တမ်းမှာတော့အိုဘန်းနဲ့ပတ်သက်သမျှသတင်းတွေကိုပိတ်ဆို့ဖို့နီလန်းမျိုးစုံစူးစမ်းခဲ့တဲ့သူပါ။အဲဒီတုန်းကအစွန့်ပစ်ခံလိုက်ရတဲ့အိုဘန်းလေးကိုသူ့ရဲ့မွေးစားဖခင်ကအိမ်ကိုခေါ်လာခဲ့တာပါ။သူကလည်းဒီကလေးမလေးကိုအရွယ်ရောက်တဲ့အထိစိတ်ရှည်လက်ရှိကျွေးမွေးပြုစုခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့အိုဘန်းဟာအလုံးဝင်ခွင့်ရတဲ့အကြောင်းကြားစာကိုလက်ခံရရှိခဲ့ပါပြီ။သူကတော့ပျော်ရွှင်လုံးခုံပေါက်နေခဲ့တာပေါ့။အိုဘန်းဟာမင်းညကသူ့ရဲ့မွေးစားအဖေကိုစိတ်ဆိုးခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်။ဒါကြောင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့သူ့ရဲ့အဖေအတွက်အရသာရှိတဲ့ထမင်းဘူးကိုပြင်ဆင်ပေးခဲ့တာပေါ့။ဒါပေမဲ့အိုဘန်းအဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကအင်ရှင်ဖြစ်သူတို့ဟာအပေါ်ကနေပြုတ်ကျလာတဲ့လေးလံပစ္စည်းတစ်ခုနဲ့ထိမိသွားခဲ့ပါတယ်။သူတို့ကိုစေယုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ကံမကောင်းစွာနဲ့အင်ရှင်ဖြစ်သူဟာနေရာမှာမကြခင်ဆုံးပါသွားတာပေါ့။တစ်ဖက်မှာတော့အိုဘန်းဟာလည်းဒီသတင်းကိုကြားချင်းပဲစေယုံကိုအပြေးလွှားရောက်လာခဲ့ပေမဲ့သူ့မွေးစားဖခင်ကိုကယ်တင်မှုအတွက်ခွဲစိတ်ကူတာမှုသဘောတူညီချက်မှာလက်မှတ်ထိုးဖို့တောင်းဆိုခံခဲ့ရပါတယ်။မိသားစုဝင်တွေလည်းသတင်းကြားချင်းစေယုံကိုအပြေးလွှားရောက်လာပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ဆရာဝန်ကသူ့ရဲ့သွေးဖီယာမတည်ငြိမ်တာကြောင့်ခွဲစိတ်မှုကိုခိတ္တရန်နာရမယ်လို့ပြောခဲ့ပါတယ်။မိသားစုဝင်တွေကိုစိတ်ကိုပြင်ဆင်ထားဖို့လည်းပြောခဲ့တာပေါ့။အိုဘန်းရဲ့မွေးစားအမေကဒါကိုကြတော့ဆရာဝန်ကိုဒေါသတကြီးဆဲဆိုပါတယ်။သူတို့ကအားနေတဲ့သူမလို့သူ့ယောက်ျားမကယ်တင်နိုင်ဘူးလို့သူကထင်နေတာပါ။သူကခွဲစိတ်မှုကိုချင်းချင်းလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ခွဲစိတ်မှုသဘောတူညီချက်မှာလက်မှတ်ထိုးခဲ့တာကအိုဘန်းဆိုတာတီးသွားတဲ့အခါမှာတော့သူကမျက်နှာပြတ်သွားပြီးအိုဘန်းကကံမကောင်းတဲ့သူမလို့ဒီလိုမျိုးဖြစ်ရတာဆိုပြီးအဖြစ်တင်ပါတယ်။သူ့ဖေအမြန်နိုးလာဖို့အတွက်အိုဘန်းဟာနေတိုင်းသူ့နဘေးမှာနေပြီးပြုစုဆောင်ရှောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူအရန်ပင်ပန်းတာကြောင့်ခုန်တန်းလျားမှာပဲအိပ်ပျော်သွားခဲ့တာပေါ့။အဲ့ဒီချိန်သူ့ရဲ့အိမ်မက်ထဲမှာတော့သူ့အဖေကြမ်းကြမ်းမာမာပြန်ဖြစ်တာကိုမြင်ခဲ့ရပါတယ်။သူ့အဖေကသူ့ကိုကြမ်းကြမ်းခံပြီးဆက်လက်ရှင်းတမ်းဖို့အတွက်အကြံပေးခဲ့ပါတယ်။သူနိုးလာတဲ့ခါမှာတော့ဒါအိမ်မက်တစ်ခုပဲဆိုတာအိုဘန်းသိလိုက်ရပါတယ်။
နောက်ပိုင်းမှာတော့သူ့ရဲ့အဖေသတိပြန်ရလာတာကိုသူတွေးရှိခဲ့ပါတယ်။အိုဘန်းရဲ့မွေးစားဖေကသူ့ရဲ့အရင်ချမိကဘာမှရှိတယ်လဲဆိုတာတကယ်ပြောပြချင်နေပြီမဲ့သူကဒဏ်ရာပြင်းထန်လို့ပါဇက်တောင်ဟဖို့မနှဲလုံနေရတာပါ။ဒီလိုနဲ့နောက်ဆုံးမှာတော့သူဟာနောင်တတွေနဲ့အတူလောကကြီးကနေစွန့်ခွာသွားခဲ့ပါတယ်။အိုဘန်းရဲ့မွေးစားအမေကလည်းအိုဘန်းကိုအရင်ကတည်းကမကြည့်ပြခဲ့တာပါ။အခုမွေးစားတဲ့အဖေပါမရှိတဲ့အခါမှာအိုဘန်းပေါ်မှာထားတဲ့အမေဖြစ်သူရဲ့သဘောထားကလည်းပိုပြီးအောင်ကြမ်းတမ်းလာခဲ့ပါတယ်။သူကသူ့ယောက်ျားတိတ်ဆုံးရတာဟာအိုဘန်းကြောင့်ဆိုပြီးဒီဇိုင်းမမအပြစ်တင်နေခဲ့တာပါ။အရာလုံးဖြည့်ရှင်းပြီးတဲ့နောက်မှာတော့အိုဘန်းဟာဝင်းစတာဂရုကိုသွားခဲ့ပါတယ်။ဒါပေမဲ့အိုဘန်းဟာတင်တန်းတွေကိုမတက်ရောက်နိုင်ခဲ့တာကြောင့်အလုတ်ကနေထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။အိုဘန်းဟာအရန်စိတ်ပြတ်သွားပြီမဲ့လက်ရှိအခြေအနေကိုတော့ပြောင်းလဲလို့မရနိုင်ခဲ့ပါဘူး။သူဟာစိတ်ညစ်စရာရှိသမျှကိုမြစ်ထဲကိုအော်ဟစ်ပစ်လိုက်ပြီးဖွင့်ချရုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမြစ်ထဲမှာလူတစ်ယောက်ကိုသူရုတ်တရက်တွေ့လိုက်ရပါတယ်။တစ်ဖက်ကလူကလည်းမိုင်မဲတဲ့အလုပ်တစ်ခုလုပ်တော့မယ်လို့သူမှထင်သွားခဲ့တာပေါ့။ဒါကြောင့်သူ့ကိုကမ်းပေါ်အမြန်ဆွဲတင်ခဲ့ပါတယ်။အဲ့ဒီလူကမာရုဖြစ်နေမှအိုဘန်းတီးသွားတဲ့အခါမှာတော့သူ့မျက်နှာကိုတရက်စက်ရိုက်နှက်ပြီးသူ့လက်ထက်ကမင်္ဂလာလက်ဆိုးတောင်လူယူခဲ့ပါတယ်။ပြီးတော့မှဒီလက်စွပ်ကိုပတ်စံနဲ့လာယူဖို့ပြောပါတယ်။အဲ့ဒီညမှာတော့အိုဘန်းဟာသူ့ရဲ့မွေးစားအမေရဲ့ဆိုင်မှာကူညီဖို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်ဖောက်တဲ့တယောက်ကသူ့အမွေးစားအမေကိုစော်ကားနေတာမြင်တော့အိုဘန်းကအဲ့ဒီလူရဲ့လောက်ရက်ကိုတွားရောက်ဝေဖန်ခဲ့ပေမဲ့မွေးစားအမေရဲ့စူပူခြင်းပဲခံခဲ့ရတာပါ။သူ့မွေးစားအမေကအိုဘန်းကိုဖောက်တဲ့တွေပေါ်ဒီလိုမျိုးသဘောမထားဖို့လည်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့အိုဘန်းဟာသူ့ရဲ့ရင်ထဲကခံစားချက်တွေကိုဖွင့်ပြောလိုက်ပါတယ်။အိုဘန်းဟာအမြဲတမ်းဆွဲကုန်ကြိုးစားခဲ့ပေမဲ့သူဘယ်လောက်ပဲကြိုးစားမွေးစားအမေကသူ့ကိုလုံးဝမချစ်ခဲ့ပါဘူး။အိုဘန်းရဲ့မွေးစားအမေကလည်းဘယ်ကမှမသိတဲ့ဒီကလေးကိုအရင်ကတည်းကမုန်းနေခဲ့တာပါ။အခုတော့သူကသူ့ရဲ့မကျေနပ်ချက်တွေအားလုံးကိုပောက်ကွဲပြစ်လိုက်ပါတယ်။အိုဘန်းဟာလည်းစပီမတောင်းခံနိုင်တော့ပါဘူး။အိုဘန်းဟာအထုပ်ဘိုးတွေကိုပြင်ပြီးအိမ်မောကနေဆင်းဖို့ပြင်ပါတယ်။ဒါပေမဲ့အိုဘန်းမထွက်သွားခင်မှာပဲသူ့ရဲ့မွေးစားအမေကသူ့တားပါတယ်။အိုဘန်းရဲ့မွေးစားအဖေအသက်ရှိစဉ်ကပြက်ဆန်နေအများကြီးချိခဲ့တယ်ဆိုတာပေါ်လာလို့ပါ။အိုဘန်းရဲ့မွေးစားအမေကဒီအကျွေးတွေကိုမဆက်ချင်တာကြောင့်တာဝန်တွေအားလုံးကိုအိုဘန်းစီကိုပဲပုံချဖို့ကြံစည်နေခဲ့တာပါ။အိုဘန်းအပေါ်ထားတဲ့သူ့မွေးစားအမေရဲ့သဘောထားကလည်းအများကြီးကောင်းလာခဲ့ပါတယ်။မွေးစားအမေဟာအိုဘန်းအတွက်အသီးဖြော်ရည်တွေဂယူးတစိုက်ယူပေးုံနာမကပဲအဝေးစားအစ်စ်တွေနဲ့ဖက်နှက်တွေပါကိုယ်တိုင်ဝယ်ပေးပါတယ်။ဒါပေမဲ့အကြံစီနဲ့ပါ။အိုဘန်းကတော့သူ့ကိုအတုံးချခံနေမှမသိပဲနဲ့သူ့ရဲ့မွေးစားအမေစိတ်ပြောင်းသွားပြီလို့အပြစ်ကင်းစွာထင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဝင်းစတာဂရုကဥက္ကဋ္ဌအမျိုးသမီးကြီးဟာအတွင်းမှုအန်ရဲ့လှိမ်ပြားမှုတွေကိုအမြဲတမ်းခံနေရတာပါအတွင်းမှုအန်ဟာလည်းသူ့ရဲ့သမီးလေးကိုရှာပေးမယ်လို့တေချာပေါက်ကူညီမယ်လို့သူမှထင်နေခဲ့တာပါသူကဘီလ်ကိုသူ့ရဲ့သမီးအကြီးဆုံးနဲ့တွဲခွင်အောင်ပေးထားခဲ့ပါတယ်ဥက္ကဋ္ဌကြီးကနှစ်ပေါင်းများစွာသူ့ရဲ့သမီးအငယ်ဆုံးလေးကိုပဲရှာချင်နေခဲ့တာပါဒါကြောင့်သူဟာသမီးအကြီးဆုံးရဲ့ခံစားချက်တွေကိုအနှဲငယ်လေးလူရှုမိခဲ့တယ်လို့ဖြစ်ခဲ့ပါတယ်မြမဖြစ်သူရဲ့ရှယ်ယာတွေကသူ့ထက်ပိုများနေရသိရတဲ့နောက်မှာတော့အာရွန်ဟာလည်းသူ့ရဲ့အရင်ချမိခင်ကိုဒေါသတကြီးနဲ့တွားရောက်မိပါတယ်သူ့မိကအရန်ဖတ်လိုက်လုံးနိုင်လို့သူအမြဲတမ်းခံစားနေရတာပါသူကကုမ္ပဏီအတွက်အစွမ်းကုန်အားထုတ်ခဲ့ပေမဲ့အမေဖြစ်သူရဲ့အချက်ကိုမရရုံနဲ့မကပဲအခုတော့သူ့ရဲ့ရှယ်ယာတွေကိုပါညီမဖြစ်သူထက်နည်းအောင်ပေးခဲ့တယ်လို့သူကထင်ခဲ့ပါတယ်။အာရွန်တယောက်သူ့ရဲ့ညီမအငယ်ဆုံးလေးအိမ်ပြန်ရောက်တဲ့အခါမှာပျော်ရွှင်စရာကောင်းတဲ့မိသားစုကလေးပိုင်ဆိုင်နိုင်ဖို့အတွက်အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သူမဖေမှာမိသားစုအသိရှိနေပေမဲ့လည်းသူ့အမေကတော့အခုထိကွာရှင်းဖို့ပြက်ပြက်သားညှင်းဆန်နေတော့မှတရက်စဆိုင်ပါပဲ။ဒီဥက္ကဋ္ဌကြီးရဲ့ခင်မွန်းဖြစ်သူရဲ့ရီးစားအစ်စ်ကမာရုရဲ့အမေဖြစ်နေတာပါ။ဒီအမျိုးသမီးကအိုဘန်းရဲ့အဖေနဲ့အတူအလုတ်ခွင်မတော်တဆမှုမှာဆုံးပါသွားတဲ့အလုတ်ရှင်လည်းဖြစ်နေပြန်ပါတယ်။မိသားစုစာဝတ်နေအဆင်ပြေစေဖို့အတွက်ငငယ်ကလေးကဘာအလုံးမှမလုပ်ဘူးတဲ့မာရုဟာအခုတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာနေစားအလုပ်တွားလုပ်နေရရှာပါတယ်။အဲဒီအချိန်မှာပဲအိုဘန်းကလည်းဒီနေရာကိုထမင်းဘူးလာပို့တာနဲ့တိုးပါတယ်။အလုပ်တွေအပေမှန်လွန်းတာကြောင့်မာရုလည်းအရန်ကိုနှုံးချိနေခဲ့တာပေါ့။အဲဒီနောက်မှာတော့သူ့ရဲ့အသီးစိတ်တွေကတဖြည်းဖြည်းဝေးဝါးလာပါတယ်။အိုဘန်းလည်းမေလဲတော့မဲ့မာရုကိုလှမ်းတွဲလိုက်ပြီးမှမာရုကသူ့ကိုမြေကြီးပေါ်တွန်းချတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်သားမတော်တဆထိထိမိမိဖြစ်သွားခဲ့ကြတာပေါ့။အိုဘန်းကမာရုရဲ့လက်စွပ်ကိုမတော်တဆပျောက်ဆုံးသွားစေခဲ့တာကြောင့်သူတို့မိသားစုကိုသူ့ရဲ့မွေးစားမင်းဖွင့်ထားတဲ့စားသောက်ဆိုင်မှာလာနေဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအိုဘန်းတယောက်မာရုရဲ့ပထွေဟာသူ့ရဲ့ဖခင်အရင်ဖြစ်နေတယ်ဆိုတာတော့လုံးဝမသိသေးပါဘူး။တစ်ဖက်မှာတော့ဥက္ကဋ္ဌကြီးကသူ့ရဲ့သမီးအငယ်ဆုံးလေးရဲ့အခန်းထဲမှာဝမ်းနဲ့ပူဆွေးစွာထိုင်နေပါတယ်။သူသမီးလေးမကြခင်ပြန်လာနိုင်တော့မယ်လို့လေသူကတကယ်ကိုမျှော်လင့်နေခဲ့တာပါ။တကယ်လို့သမီးလေးသာပြန်လာခဲ့ရင်ဒီနှစ်တွေတခြားသမီးလေးလိုအပ်တဲ့မိခင်မြတ်တာတွေကိုအစွမ်းကုန်ဖြည့်ဆည်းပေးမယ်လို့လည်းသူ့ရဲ့စိတ်ထဲမှာတွေးနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမာရုရဲ့ပထွေးဖြစ်သူကလည်းအလုံးမလုံးပဲမနေနိုင်တာကြောင့်အိုဘန်းရဲ့မွေးစားအမေဆိုင်ထဲမှာအလုံးဝင်လို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုဘန်းကတော့ဒီလူကြီးကိုပဲကြည့်ပြီးတနေ့နေ့မှာတွေးဘူးသလိုနဲ့ရင်းနှီးသလိုခံစားနေရပါတယ်။မာရုရဲ့ပထွေးကလည်းအိုဘန်းကိုကြည့်ပြီးလွန်ခဲ့တဲ့အနှစ်20ကပျောက်ဆုံးသွားတဲ့သူ့ရဲ့သမီးအငယ်ဆုံးလေးနဲ့အရန်တူတယ်လို့ခံစားနေရတာပါ။တကယ်လို့သာသူ့ရဲ့သမီးလေးဘေကင်းကင်းကြီးပြင်းလာရင်အခုဆိုရင်သူမအရွယ်လောက်ဖြစ်နေမှာပါ။နောက်တနေ့မှာတော့အိုဘန်းနဲ့မာရုတို့ဟာ Winstar Group ကုမ္ပဏီကိုတန်ရှင်းသွားလို့ရင်ဓာတ်လေကားလည်းဝင်လိုက်ကြပါတယ်။အဲဒီချိန်မှာပဲအိုဘန်းကသူ့ဖုန်းကိုမြေကြီးပေါ်မှာတရစချမိလိုက်ပါတယ်။ဥက္ကဋ္ဌကြီးကလည်းဓာတ်လေကားစီးနေတော့မှပဲဒီပြုတ်ကျနေတဲ့ဖုန်းကိုမတော်တဆတွေ့သွားတာပေါ့။အတွင်းမှုအန်ကဒါကိုမြင်သွားပြီးဖုန်းပိုင်ရှင်ကိုအမြန်ဆုံးရှာပေးမယ်လို့ပြောလိုက်ပါတယ်။အန်ကကုမ္ပဏီမှာအချိန်ပိုလုပ်နေတော့သူကြီးစားကသူ့အသီးသန့်အချိန်လေးပေးဖို့အတွက်ဆွဲခေါ်သွားပြီမဲ့
သူကဝိုင်းနမူနာပလင်းနဲ့တောက်စရာတွေကိုတနေရာထဲမှာမှားပြီးရောထားမိခဲ့ပါတယ်။အိုဘန်းကအန်ရဲ့ရုံးခန်းကိုတန်ရှင်းသွားလုပ်တဲ့အခါမှာတော့ဒီဝိုင်းနမူနာပလင်းကိုအမိုက်ထဲမှာတော့စာထည့်မိသွားခဲ့တာပေါ့။အန်ကလည်းသူ့ရဲ့ရီစာကိုအဲ့ဒါပြန်သွားရှာခိုင်းပေမဲ့အိုဘန်းကတော့ဒါကိုအမိုက်ပုံနဲ့ပြစ်ထည့်လိုက်ပြီလို့ပြောပါတယ်။သူတို့နှစ်ယောက်သားအမိုက်ပုံထဲမှာအသေးအံရှာဖွေခဲ့ကြပါတယ်။တညာလုံးရှာဖွေပြီးတဲ့နောက်မှာတော့ဝိုင်းနမူနာကိုနောက်ဆုံးရှာတွေ့သွားခဲ့ပါပြီ။ဒီဖြစ်ရက်ကသူတို့နှစ်ယောက်တယောက်နဲ့တယောက်ပို့ပြီးအတိကျွမ်းစေခဲ့တာပေါ့။နောက်တနေ့မနက်မှာတော့အိုဘန်းနဲ့မာရူတို့အလုပ်ပြီးလို့အိမ်ပြန်လာကြပါတယ်။အိုဘန်းရဲ့မွေးစားအမေကသူတို့နှစ်ယောက်ညာဘက်အတူတူအပြင်မှာအချိန်ကုန်ခဲ့ကြတယ်လို့အထင်လွဲသွားခဲ့တာပေါ့။ဒါကြောင့်မာရူကိုပါရိုက်လို့ရုံနဲ့မကပဲအိုဘန်းကလည်းရှင်းပြဖို့ကြိုးစားတဲ့အခါမှာတော့သူ့ဘာဒေါသတကြီးထပ်ပြီးရိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးတကယ်ကိုစိတ်မကောင်းဖြစ်သွားကြတာပေါ့။အိုဘန်းကညာကျူတီစင်ရလို့ရလာတဲ့လာစာကိုထုတ်ပြတဲ့အခါမှာမွေးစားအမေရဲ့ဒေါသရော့သွားတာပါ။အိုဘန်းသူ့ခန်းထဲပြောင်းတဲ့အခါမှာတော့သူ့အိတ်ကထဲကဖုန်းလေးပြောင်းနေမှသိလိုက်ရပါတယ်။တစ်ဖက်မှာတော့ဘီကသူ့အဖေစီကဖုန်းလက်ခံရရှိခဲ့ပါတယ်။သူကဖုန်းရဲ့နောက်ခံပုံမြင်လိုက်ရတဲ့အခါမှာဖုန်းပိုင်ရှင်ကအိုဘန်းဖြစ်နေမှသိသွားခဲ့တာပေါ့။ဝိုင်းနမူနာပလင်းရှာပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့အိုဘန်းကို Winster Group မှာအလုပ်သွင်းပေးမယ်လို့သူကကတိပေးလိုက်ပါတယ်။ဒါပေမဲ့အိုဘန်းမှာအတွေ့အကြုံမရှိတာကြောင့်အောက်ခြေသိမ်းအလုပ်တွေပဲလုပ်ခဲ့ရပါတယ်။ဖောက်တဲ့တယောက်ကသူ့အကြက်ကင်တဲ့အခါမှာတော့သူကဒူးထောက်ပြီးခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ရပါတယ်။အဲဒီနေ့မှာဥက္ကဋ္ဌကြီးကတကားဝါကနေအဝင်မှာမြေကြီးပေါ်ပြုတ်ကျနေတဲ့ပန်းခတ်လေးကိုတွေ့သွားပါတယ်။သူကကောက်ဖို့ငုံလိုက်တဲ့အချိန်မှာပဲပန်းချင်းကြီးကသူ့ပေါ်ပြုတ်ကျလာပါတယ်။အိုဘန်းကလည်းဒါကိုမြင်သွားပြီးဥက္ကဋ္ဌကြီးကိုကာကွယ်ပေးဖို့အမြန်ပြေးသွားခဲ့တာပေါ့။ဥက္ကဋ္ဌကြီးကလည်းကျေးဇူးတင်ပြီးအိုဘန်းကိုထူပေးလိုက်ပါတယ်။အိုဘန်းကသူဒီနှစ်တွေတလျှောက်လုံးလိုက်ရှာနေတဲ့သမီးလေးဖြစ်လိမ့်မယ်လို့သူလုံးဝအိမ်မက်တောင်မမှတ်ခဲ့ပါဘူး။ဥက္ကဋ္ဌကြီးကလည်းအိုဘန်းကိုကြည့်ပြီးသူ့ရဲ့ငယ်ဘွားပုံရိပ်တွေကိုမြင်နေရတာကြောင့်အလုသမားတယောက်လိုဟန်ဆောင်ပြီးအိုဘန်းနဲ့မကြာခဏစကားပြောလို့ရှိပါတယ်။အာရွန်ကတော့သူတို့နှစ်ယောက်ဒီလိုမျိုးပြောရှင်စကားပြောနေတာမြင်တော့မနာလို့ဖြစ်နေတာပေါ့။ဘာလို့လဲဆိုတော့သူ့အမေကသူ့ကိုဒီလိုမျိုးတစ်ခါမှကြည်ရင်နေတာမဆက်ဆံဘူးလို့ပါ။ဥက္ကဋ္ဌကြီးကအစားပိုင်းမှာတော့သူ့ရဲ့သမီးအငယ်ဆုံးလေးရဲ့သတင်းကိုမထုတ်ပြန်ချင်ပေမဲ့လည်းသူ့ခင်မုန်းရဲ့တိုက်တွန်းမှုကြောင့်ပျောက်ဆုံးနေတဲ့သမီးလေးကိုရှာပုံတော်ဖွင့်တဲ့ကြီးညာချက်တစ်ခုကိုထုတ်ဖို့အတွက်သဘောတူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူကမာရူနဲ့သူ့ရဲ့မောင်လေးကိုလည်းသူ့ရဲ့ဗလာမှာလာနေဖို့ခေါ်လိုက်ပါတယ်။အဲဒီအချိန်မှာအာရွန်ကအိုဘန်းကိုသူ့အမေရှိမှထပ်ပြီးအတွေ့မခံချင်တော့ပါဘူး။ဒါကြောင့်အိုဘန်းကိုအလုပ်ကနေအမြန်ထွက်သွားဖို့ပြောတာပေါ့။အာရွန်ကအိုဘန်းကိုငွေအများများပေးမယ်လို့တော့ကတိပေးခဲ့တာပါ။သူတို့နှစ်ယောက်စကားပြောနေတာကိုတစ်ဖက်ကဥက္ကဋ္ဌကြီးကလည်းတထိုက်ဆန်ဆန်ကြားသွားခဲ့ပါတယ်။ဥက္ကဋ္ဌကြီးကသူ့ရဲ့သမီးရဲ့လုပ်ရက်တွေပေါ်အရန်ဒေါသထွက်သွားပြီးသူ့ကိုစူပူကျိမ်းမောင်းတာပေါ့။အာရွန်ကလည်းစိတ်ပြက်လက်ပြန်နဲ့ဘေးလ်ကိုတွားရှာပြီးအကြောင်းစုံပြောပြလိုက်ပါတယ်။ဒါပေမဲ့လည်းဘေးလ်အာရွန်ရဲ့လုပ်ရက်တွေကိုတီးသွားတဲ့အခါမှာတော့သူ့ပေါ်အရန်စိတ်ပြက်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့ဘေးကအိုဘန်းကိုလာရှာပြီးဆိုင်အတွက်ထူးခြားတဲ့ဝိုင်းတစ်မျိုးဖော်ဆက်ချင်တယ်လို့ပြောပါတယ်။ဒါကြောင့်သူကဝိုင်းဖော်ဆက်တဲ့ဆရာကြီးတယောက်သွားရှာဖို့အိုဘန်းကိုခေါ်သွားခဲ့တာပေါ့။ဒါပေမဲ့လည်းအဲ့ဒီဝိုင်းဆရာကြီးရဲ့ဇီးရိုက်ကတော်တော်လေးထူးဆန်းပါတယ်။သူတို့တွေကအစွမ်းကုန်ဖြောင်းပြပေမဲ့လည်းဆရာကြီးကလိုက်မလာခဲ့ပါဘူး။အိုဘန်းကတော့ဒီအခွင့်အရေးကိုအဆုံးရှုံးမခံချင်တာကြောင့်မစ္စတာကင်ကိုထပ်ပြီးနားချဖို့ကြိုးစားပါတယ်။အိုဘန်းရဲ့မစုံမနစ်ကြိုးစားမှုတွေကြောင့်နောက်ဆုံးမှာတော့မစ္စတာကင်လည်းစိတ်ပြောင်းသွားခဲ့ပါတယ်။သူကဆိုင်အတွက်ဝိုင်းဖော်ဆက်ပေးဖို့သဘောတူလိုက်ပါတယ်။သူကသူ့အမေစီကချီကျူးစကားကြားကျင်တာကြောင့်အိုဘန်းကိုသူ့ရဲ့လက်ထောက်အဖြစ်တောင်ခံရလိုက်ခဲ့ပါတယ်။အာရွန်ကအစာပိုင်းမှာတော့ဒီမကောင်းမှုတွေအားလုံးကိုသူ့ကြောင့်လို့အမေဖြစ်သူကိုထင်အောင်လုပ်ဖို့ကြံစည်ထားတာပါ။ဒါပေမဲ့မစ္စတာကင်ကဥက္ကဋ္ဌကြီးကိုဓာတ်ရိုက်ပြောပြလိုက်ပါတယ်။သူကဒီကိုတကယ်လာကူညီတာကအိုဘန်းရဲ့တောင်းဆိုမှုကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒါကလည်းဥက္ကဋ္ဌရဲ့စိတ်ပေါ်မှာအိုဘန်းအပေါ်အထင်ကြီးမှုကပိုပြီးနှက်ဆိုင်သွားစေခဲ့တာပါ။တစ်ချိန်တည်းမှာပဲအိုဘန်းနဲ့မာရူတို့ကသူ့ရဲ့မွေးစားအဖေရဲ့လှုပ်ဖက်ကိုင်ဘက်တွေနဲ့တွားတွေ့ကြပါတယ်။အဲဒီမှာတင်အိုဘန်းရဲ့မွေးစားအဖေနဲ့အတူမော်တော်တဆမှုဖြစ်ခဲ့တဲ့အလုပ်ရှင်ဟာမာရူရဲ့အမေဖြစ်နေမှသိလိုက်ရတာပေါ့။အိုဘန်းရဲ့မွေးစားအဖေရဲ့လှုပ်ဖက်ကိုင်ဘက်ကတော့သူတို့နှစ်ယောက်စလုံးရဲ့ဆွေမျိုးတွေဟာမတရားတိတ်ဆုံးခဲ့ရတယ်လို့ထင်နေတာပါ။ဒီလူကအိုဘန်းနဲ့မာရူတို့ဘာလို့ဒီလောက်တောင်မြင်မြန်စံရင်းနှီးသွားကြတယ်လဲလို့သိချင်နေပါတယ်။မာရူနဲ့အိုဘန်းတို့နှစ်ယောက်စလုံးကတော့အန်တင်ပြီးရှက်ကိုရှက်ကန်နေဖြစ်နေတာပေါ့။နောက်တနေ့မှာတော့အိုဘန်းကမာရူနဲ့ထပ်တွေ့ပေမဲ့အဲ့လီပြောလိုက်တဲ့စကားတွေကိုသတိရနေတာကြောင့်နှစ်ယောက်သားရှက်ပြီးဘလို့နှုတ်ဆက်ကမှန်းတော့မသိဖြစ်နေကြပါတယ်။ဒီလိုနဲ့ပဲညာဘက်အချိန်မို့အလုပ်လုပ်နေတော့မှာပဲအိုဘန်းကအစ်စ်ဖော်စားတဲ့ဝိုင်းကိုမြည်ဆန်းကြည့်ပါတယ်။သူကမကြသေးခင်ကဖြစ်ပျက်ခဲ့တဲ့စိတ်မချမ်းမြေ့စရာတွေကိုသတိရပါပြီ။မတော်တဆဝိုင်းတွေနည်းနည်းများသွားခဲ့တာပေါ့။ဘီကလည်းအိုဘန်းသတိလွတ်သွားတာကိုမြင်တော့အိမ်ပြန်လိုက်ပို့ပေးမယ်လို့ကမ်းလှမ်းပေးမယ်အိုဘန်းကတော့အမှုပြန်ဝရန်တာမှာပဲခဏထိုင်ချင်နေပါတယ်။ဘီကစိတ်ရှိလက်ရှိနဲ့အိုဘန်းနာမှာထိုင်ပြီးစကားပြောပေးနေတာပေါ့။အိုဘန်းကဘီရဲ့ပခုံးမှီလိုက်တဲ့အခါမှာတော့ဘီတရားအိုဘန်းပေါ်ထူးခြားတဲ့ခံစားချက်တွေစာပြီးဖြစ်ပေါ်လာပါတယ်။ဥက္ကဋ္ဌကြီးကလည်းဒီဝိုင်းအစ်စ်ပေါ်ရန်ကိုကျင်းနေပြီမဲ့ဒီဝိုင်းကိုကိုစားပြုမဲ့ပညာရှင်တယောက်ရှာဖို့တော့လိုအပ်နေပါသေးတယ်။ဘီကချက်ချင်းပဲဆီယာကြီးကင်နဲ့အိုဘန်းကိုပြေးမြင်မိတာပေါ့။သူတို့နှစ်ယောက်အတူတူကျင်ညာလိုက်ရင်ကောင်းမယ်ဆိုပြီးသူကမျှော်လင့်နေတာပါ။အဲ့လိုနဲ့တေချာပြင်ဆင်ပြီးတဲ့နောက်မှာတော့အိုဘန်းကတခြားလူတစ်ယောက်လိုမျိုးလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒါကလည်းအာရွန်ကိုမကြေမနက်ထပ်ပြီးဖြစ်စေပြန်ပါတယ်။အာရွန်ကအိုဘန်းဟာတခြားလူတွေကိုမြှူဆွဲဖို့အတွက်အခုလိုမျိုးတမင်တကာဝတ်စားထားတယ်လို့ပြောဆိုလိုက်ပါတယ်။သူကြီးစားကအိုဘန်းဘက်ကကာကွယ်ပေးနေတာမြင်တော့အာရွန်ကလည်းဒေါသတကြီးနဲ့ထွက်သွားတာပေါ့။ဆရာကြီးကင်ကလည်းကျင်ညာရရမှာကိုသဘောမကျတာကြောင့်ပူပေါင်းဆော်ရမှုကိုချက်ချင်းရက်တက်မှုဒေါသတကြီးတောင်းဆိုပါတယ်။
ဥက္ကဋ္ဌကြီးကိုလည်းဒီလိုမျိုးအကျိုးမရှိတာတွေလုံးမဲ့အစားဝိုင်းဖော်ဆက်တဲ့နည်းပညာကိုပဲအာရုံစိုက်ဖို့ပြောလိုက်ပါတယ်။အိုဘန်းကအသေးအတန်တောင်းပန်လိုက်မှဆရာကြီးကင်ကလည်းဆက်နေဖို့သဘောတူလိုက်တာပါ။ဥက္ကဋ္ဌကြီးကတော့အလုပ်သမားတယောက်လိုဟန်ဆောင်ပြီးစိုင်ကိုပုံမှန်အတိုင်းပဲတွာလာနေတော့မှာသူကအိုဘန်းကိုဝိုင်းဖော်ဆက်တဲ့နည်းပညာတွေကိုစိတ်ရှည်လက်ရှိသင်ကြားပေးခဲ့ပါတယ်။အိုဘန်းရဲ့ဆွဲဆောင်မှုကအရန်ကြီးမားလွန်းတာကြောင့်မာရူကသူ့ကိုချစ်ခွင့်တောင်းဖို့တောင်ချက်ချင်းပြေးလာခဲ့ပါတယ်။သူအတူတူနေထိုင်ခဲ့တဲ့အချိန်တွေအတွင်းမှာအိုဘန်းကလည်းမာရူအပေါ်ခန်းစားချက်တွေရှိနေတာကြောင့်ဒီချစ်ခွင့်တောင်းမှုကိုပျော်ပျော်ရွှင်ရွှင်ပဲလက်ခံလိုက်တာပေါ့။အချိန်ထဲမှာပဲအိုဘန်းကမာရူကိုသူ့ရဲ့တကယ်မူရင်းကိုယ်ပိုင်လက္ခဏာအကြောင်းကိုလည်းပြောပြလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မာရူကအိုဘန်းကိုသူ့ရဲ့မျိုးဗီဇအချက်လက်တွေတွားပြီးစီးရင်သွင်းမှုအတွက်ရဲစခန်းကိုတွားဖို့အကြံပေးလိုက်ပါတယ်။အိုဘန်းကလည်းသူ့ရဲ့မိဘအရင်တွေကိုအမြန်ဆုံးရှာချင်နေတာပါ။အိုဘန်းနဲ့မာရူတို့နေတိုင်းနေကဲရှိနေတာမြင်ရတဲ့ဘီလ်တယောက်စိတ်ထဲမှာမတက်တာဖြစ်လာခဲ့ပါတယ်။တကယ်တော့သူလည်းပဲအခုလိုမျိုးချိုမိန်တဲ့အခြေအမျိုးကိုပိုင်ဆိုင်နေတာပါ။ဒါပေမဲ့ဒီနှစ်တွေအတွင်းမှာပဲဘီလ်ကအေရွန်ကိုပဲချစ်ခဲ့တာပါ။ဒါပေမဲ့လည်းအေရွန်ကတော့သူ့ရဲ့အချိန်တွေအားလုံးကိုအလုပ်ထဲမှာပဲနှိမ့်မြုပ်ထားခဲ့ပါတယ်။သူတို့ရဲ့စိစက်ပွဲမှာတော့သူ့ရီစားကအလုပ်အရန်များလို့ပုံမှန်အတိုင်းမကျင်းပနိုင်ခဲ့ပါဘူး။ဘီလ်ကတော့ဒီလိုဘဝမျိုးကိုတော်တော်လေးသီးခံခဲ့ပြီးပါပြီ။နောက်ဆုံးမှာတော့ဘေးကအေရွန်ကိုပြက်ဆဲဖို့အတွက်ပုံမှန်နေနေပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အေရွန်ကတော့ကြောက်သွားတာပေါ့။ဒီလိုအခြေအနေတွေအားလုံးကသူ့ကြောင့်ဖြစ်ရတယ်ဆိုတာသူကိုယ်တိုင်သတိမထားမိခဲ့ပါဘူး။သူကသူ့ရဲ့ရီစားကိုဆက်ပြီးဆွဲထားခြင်းပါတယ်။အေရွန်ကလည်းဘေးတရအခုတလောအိုဘန်းနဲ့ခဏခဏတွေ့တာကိုသတိရပါတာပေါ့။ဒါကြောင့်ဒါဟာအိုဘန်းကြောင့်ပဲဖြစ်မယ်ဆိုပြီးသူမှထင်သွားပါတယ်။အိုဘန်းကြောင့်ပဲသူ့ရဲ့ရီစားကသူ့ကိုလမ်းခွဲကျင်တာလို့ထင်သွားတာပေါ့။ဒါကြောင့်သူကအိုဘန်းကိုသူ့ရဲ့ရီစားနဲ့ဝေးဝေးမှနေဖို့ချိန်ချောက်ပါတယ်။အိုဘန်းကတော့အေရွန်ပြောတဲ့စကားတွေကိုနည်းနည်းထူးဆန်းတယ်လို့ပဲခံစားလိုက်ရတာပေါ့။ညဘက်ကုမ္ပဏီမှာအိုဘန်းတယောက်အချိန်မိုးဆင်းနေတော့မှပဲရဲစခန်းကနေဖုန်းတကောဝင်လာခဲ့ပါတယ်။သူမရဲ့မျိုးရိုးဗီဇနဲ့တူညီတဲ့လူတစ်ယောက်တွေ့ပြီဆိုတဲ့အကြောင်းကြားလာတာပါ။အိုဘန်းတယောက်စိတ်လှုပ်ရှားသွားပြီးမတည်ငြိမ်အောင်ဖြစ်သွားခဲ့တာပေါ့။အတွေ့အမှုအန်ကလည်းဥက္ကဋ္ဌရဲ့သမီးကိုရှာဖို့တစ်ဖက်မှာလည်းကြိပေးနေပါတယ်။ဒါကြောင့်ရဲစခန်းမှာမပုတ်တင်ထားတဲ့အချက်လက်တွေကသူ့ရဲ့ဖုန်းနံပါတ်ဖြစ်နေပါတယ်။ဒါကြောင့်ဥက္ကဋ္ဌရဲ့မျိုးရိုးဗီဇနဲ့တူတဲ့သူကိုတွေ့ပြီဆိုတဲ့သတင်းကိုသူမကအရင်ဆုံးရလိုက်တာပေါ့။အတွေ့အမှုအန်ကလည်းအိုဘန်းပြန်ရောက်လာရင်သူ့ရဲ့အတိတ်ကရာဇဝတ်မှုတွေပေါ်သွားမှကိုကြောက်နေတာပါ။ဒါကြောင့်နောက်တနေ့မှာသူကရဲစခန်းကိုဖုန်းဆက်ပြီးအိုဘန်းရဲ့ဆွေမျိုးတွေကသူ့ကိုရှာဖို့လက်လျှော့လိုက်ပြီးဆိုပြီးလိန်ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲအိုဘန်းကလည်းရဲစခန်းကိုရောက်လာတာပေါ့။သူကသူ့ရဲ့ဆွေမျိုးတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအလော်ကြီးမေးခဲ့ပြီးမြဲတစ်ဖက်လူကရှာဖွေဖို့လက်လျှော့လိုက်ပြီးဆိုတဲ့အကြောင်းကိုပဲပြန်ပြီးကြားခဲ့ရပါတယ်။ဒါကြောင့်ပဲအိုဘန်းတယောက်စိတ်ပြက်လက်ပြက်နဲ့ရဲစခန်းထဲကနေထွက်လာခဲ့ရပါတယ်။တတိုက်စဆိုင်ပဲအိုဘန်းကအတွေးမှုအန်ရဲ့ဘေးကနေဖြတ်သွားခဲ့တာပါ။ဒီရဲဆက်တဲ့လူကြီးကြောင့်သူ့ရဲ့ဆွေမျိုးတွေအနှစ်20ကြာဝေးကွာခဲ့ရတယ်ဆိုတာတော့အိုဘန်းတယောက်လုံးဝမသိရှာပါဘူး။အခုလိုမျိုးရဲစခန်းရဲ့တဲ့တင်ကြောင့်အိုဘန်းတယောက်တော်တော်လေးစိတ်ထိခိုက်သွားပြီးအလွတ်လုံနေတော့သတိလစ်သွားခဲ့ပါတယ်။တစ်ဖက်ကမာရူကလည်းသတိလစ်နေတဲ့အိုဘန်းကိုအိမ်ကိုအမြန်ဆုံးခေါ်သွားပေးခဲ့တာပေါ့။ဒါပေမဲ့မာရူကအိုဘန်းကိုနှစ်သိမ့်ပေးနေတော့အိုဘန်းရဲ့မွေးစားမိခင်ကရုတ်တရက်ရောက်လာပြီးသူတို့နှစ်ယောက်တလောက်ထိနီးနီးကဲကဲရှိနေတာကိုတွေ့သွားပါတယ်။အိုဘန်းရဲ့မွေးစားမိခင်ကလည်းဒေါသထွက်ပြီးမာရူကိုပညာပေးဖို့လုပ်တာပေါ့။သူကအိုဘန်းကိုသူ့ယောက်ျားရဲ့တရားမဝင်သမီးလိုအမြဲတမ်းထင်နေခဲ့တာပါ။ဒါကြောင့်အိုဘန်းငယ်ငယ်လေးကသူ့အပေါ်တော်တော်လေးရဲရဲစက်ဆက်ဆံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီမွေးစားမိခင်ကအိုဘန်းကိုမနစ်သက်ဘူးဆိုရင်တော့မှအိုဘန်းကိုစိတ်ပိုင်းဆိုင်ရာနာကျင်တာမျိုးတော့မဖြစ်စေချင်ပါဘူး။တစ်ဖက်မှာလည်းဥက္ကဋ္ဌကြီးကအိုဘန်းစိတ်ရုံမှာသတိလစ်သွားတယ်ဆိုတာကြားတော့အိုဘန်းစီသွားတွေ့ဖို့အစားအစာတွေအထူးတလဲပြင်ဆင်လာခဲ့တာပေါ့။ဒါပေမဲ့ဥက္ကဋ္ဌကြီးကအိုဘန်းကိုသူ့ရဲ့မွေးစားမိခင်ကစူပူတာကိုမတော်တဆမြင်သွားပါတယ်။ဒီတော့မှအိုဘန်းကအခုလိုအခြေအနေမျိုးနဲ့နေထိုင်နေရတယ်ဆိုတာဥက္ကဋ္ဌကြီးကသိသွားခဲ့တာပေါ့။ဒါကြောင့်ဥက္ကဋ္ဌကြီးကလည်းအိုဘန်းပေါ်မတနာပဲမနေနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ဘေးကလည်းသူ့ရဲ့ရီစာနဲ့လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့အိုဘန်းကိုတွေ့ချင်နေတော့မှအေရွန်ကလည်းအားလုံးမြင်တွေ့သွားပြီးအိုဘန်းကသူ့ရဲ့ရီစာကိုလူယူသွားတယ်လို့ထင်သွားခဲ့တာပေါ့။သူ့ရဲ့ရီစာကအိုဘန်းနဲ့မာရူကိုကုမ္ပဏီမှာအလုပ်ခေါ်လာတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့အေရွန်ကပို့ပြီးဒေါသထွက်သွားပါတယ်။ဒါကြောင့်အေရွန်ကအိုဘန်းကိုမောင်းထုတ်ဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့အလုပ်တွေကိုအများကြီးခိုင်းပါတယ်။ဒါပေမဲ့အိုဘန်းကတော့သူ့ပေါ်မှာအေရွန်ဘယ်လောက်ထိအညှို့တေးထားသလဲဆိုတာမသိရှာပါဘူး။သူကကုမ္ပဏီကပေးတဲ့အလုပ်တွေကိုတီးခံပြီးလုပ်နေခဲ့ပါတယ်။အဲဒီနေ့မှာပဲအိုဘန်းကကိုတောင်းထဲမှာပစ္စည်းတွေတဲနေတော့တစ်ဖက်ကကားထဲကလူတစ်ယောက်သတိလေးနေအောင်မတော်တဆတွေ့သွားပါတယ်။အိုဘန်းကလည်းမှန်ကိုဘလောက်ကအတွေးမှုအန်ကတော့နိုးလာတဲ့အရေးအောင်မပြပါဘူး။အရေးပေါ်အခြေအနေမလို့အိုဘန်းကမိသက်စေးဖို့တုံးပြီးမှန်ကိုခွဲလိုက်ရပါတယ်။ဒီတော့မှအိုဘန်းကအတွေးမှုအန်ကိုစိတ်ုံပို့ပေးနိုင်ခဲ့တာပါ။အဲဒီနောက်မှာတော့အတွင်းမှုအန်နိုးလာတဲ့အခါမှာတော့သူ့ကိုကယ်တင်ပေးခဲ့တာဟာအိုဘန်းဆိုတာသိသွားခဲ့ပါတယ်။အတွင်းမှုအန်ကသူ့ကိုကျေးဇူးတွေတစ်ဖက်ဖက်တင်နေပြီမဲ့လေဒီမိန်းကလေးကသူ့စွန့်ပစ်ထားတဲ့ဥက္ကဋ္ဌရဲ့သမီးဖြစ်မယ်ဆိုတာကိုအိမ်မက်တောင်မမှတ်ဘူးပါဘူး။နောက်တနေ့မှာတော့အိုဘန်းအလုပ်သွားတဲ့အခါဥက္ကဋ္ဌကြီးနဲ့တွေ့ပါတယ်။အိုဘန်းကဥက္ကဋ္ဌကြီးကသူ့အမြဲတမ်းကူညီပေးလေရှိတဲ့အမျိုးသမီးကြီးဆိုတာချက်ချင်းမှတ်မိသွားတာပေါ့။ဥက္ကဋ္ဌကြီးကလည်းအိုဘန်းကိုတော်တော်လေးအလိုလိုက်ပုံရပါတယ်။ဒါကအေရွန်ကိုအိုဘန်းပေါ်ပို့ပြီးမုန်းတီးသွားစေတာပါ။ဥက္ကဋ္ဌကြီးကအလုပ်တွေကိုလှိုက်ကြည့်နေတော့ကျမ်းပြေမှာဇတိုးလေးတစ်ခုမတော်တဆတွေ့သွားခဲ့ပါတယ်။အဲ့ဒါကသူ့ရဲ့သမီးရဲ့ပစ္စည်းဆိုတာသူချက်ချင်းမှတ်မိသွားတာပေါ့။စိတ်လှုပ်ရှားသွားတဲ့မိခင်ကြီးရတယ်။သူ့သမီးကသူ့နားမှာရှိနေတယ်လို့ထင်ပြီးထုတ်ကုန်မိတ်ဆက်ရိုက်ကူးရေးတဲ့ပြေးဝင်သွားပြီးဒီဇတိုးကဘသူပစ္စည်းလဲလို့မေးလိုက်ပါတယ်။အေရွန်ကတော့သူ့အမေရဲ့လုပ်ရက်တွေကြောင့်ကြောင်သွားတာပေါ့။အမြဲတမ်းတည်ငြိမ်နေတဲ့သူ့အမေကဘာကြောင့်ဒီလောက်တောင်စိတ်လှုပ်ရှားတဲ့ဆိုတာသူလည်းနားမလည်နိုင်ခဲ့ပါဘူး။
ဥက္ကဋ္ဌကြီးကတော့သူ့ရဲ့သမီးကဒီနားမှာရှိနေတယ်လို့ထင်နေခဲ့တာပါဘာလို့လဲဆိုတော့ဒီစရိုးလေးကသူ့သမီးအတွက်သူ့ကိုယ်တိုင်လက်နဲ့လှုပ်ပေးထားခဲ့တာမလို့ပါဒီကြောင့်တည်သွားပြီးတဲ့နောက်မှာတော့ဖခင်ဖြစ်သူကလည်းသူ့ရဲ့သမီးအငယ်ဆုံးလေးအသက်ရှင်နေသေးတယ်လို့ထင်သွားခဲ့တာပေါ့သူကြီးစားကလမ်းခွဲခြင်းနေတဲ့အကြောင်းအေရွန်ကသူ့ရဲ့ဒေါသတွေကိုအိုဘန်းပေါ်မှာပုံချထားပါတယ်အေရွန်ကလည်းအိုဘန်းကသူ့ရဲ့ရီးစားရဲ့စိတ်ကိုဖမ်းဆားနေတယ်လို့ထင်နေတာပါအတွေ့အမှုအန်ကတော့သူတို့စကားပြောနေတာကိုကြားသွားပါတယ်အတွေ့အမှုအန်ကသူ့သားကိုတီးတန့်သွားတွေ့ပါတယ်ဥက္ကဋ္ဌကြီးမှသမီးတစ်ယောက်ပဲရှိတာကြောင့်သူ့ရဲ့သားကိုအေရွန်နဲ့လက်ထပ်စေခြင်းနေတာပါအခုတော့ဘေးကလည်းဥက္ကဋ္ဌကြီးရဲ့သမတ်ဖြစ်လာမယ်ဆိုရင်ကုမ္ပဏီတစ်ခုလုံးကိုအလွယ်တကူထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အဲဒီနောက်မှာတော့အတွေ့အမှုအန်ကအိုဘန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုသွားပြီးစုံစမ်းပါတယ်အိုဘန်းရဲ့မွေးစားဖခင်နာမည်ကိုမြင်ရတဲ့အခါမှာတော့တစ်ဖက်လူကသူ့စီကိုအရင်ကလာရှာဘူးတယ်ဆိုတာချင်းသတိရသွားတာပေါ့အဲဒီလူကအိုဘန်းငငယ်လေးကလေးကစောင်းထားတဲ့ဇရိုးလေးကိုတော့သူ့ကိုပြခဲ့ပါတယ်ဒီအချိန်အတွေ့အမှုအန်ကအိုဘန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာသူကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့ဥက္ကဋ္ဌရဲ့သမီးဆိုတာနောက်ဆုံးမှာတော့နားလည်သွားပါတယ်ဒါကြောင့်မလို့အတွေ့အမှုအန်ကလည်းသူမကိုအစာနာဖြတ်ဖို့အတွက်အိုဘန်းကိုပထမဆုံးအချိန်တတ်ဖို့ကြံစီတော့ကဝိုင်ထုတ်လို့စက်ယုံစီကိုခေါ်သွားဖို့အကြံပေးခဲ့ပါတယ်သူကအိုဘန်းကိုတွန်းချပစ်ဖို့ရည်ရွယ်ထားပေမဲ့လည်းကံကောင်းထောက်မစွာနဲ့ပဲအိုဘန်းကသူမဟာမိဘမဲ့တယောက်ဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်သူမငငယ်တုန်းကဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတော့လုံးဝမမှတ်မိတော့ဘူးလို့ပြောလိုက်တဲ့အတွက်အတွေ့အမှုအန်ရဲ့ယူသွတဲ့လောက်ရက်ကိုမရည်ရွယ်ပဲတားဆီးလိုက်တယ်လို့ဖြစ်သွားပါတယ်တစ်ဖက်မှာလည်းအေရွန်ကသူမရဲ့ရည်စားနဲ့လက်မခွဲချင်တာကြောင့်ဒူးထောက်ပြီးတောင်းပန်ခဲ့ပါတယ်အများတန်းဂုံယူဝင်ကြွားနေတဲ့သမီးဖြစ်သူကအခုလိုမျိုးအထီးကျန်နေရအောင်မြင်ရတော့ဖခင်ဖြစ်သူကလည်းစိတ်မကောင်းဖြစ်နေတာပေါ့သူကလည်းဒေါသတကြီးနဲ့အိုဘန်းရဲ့အိမ်ကိုသွားပြီးအိုဘန်းမှာရည်စားရှိရတဲ့ဘာဖြစ်လို့ဘဲလ်ကိုလှုပ်မပေးသလဲဆိုပြီးအပြစ်တွေဝေဖန်ပါတယ်နောက်တစ်နေ့ဝိုင်အသိမိတ်ဆက်ပွဲမှာတော့အေရွန်ကသူမရဲ့အမေရဲ့အိတ်ကတ်ထဲကဇတိုးလေးကိုဘတော်ဆတွေ့သွားပါတယ်သူမကလည်းစိတ်တူနဲ့အဲ့ဒီဇတိုးကိုကြမ်းမြင့်မော်လွှတ်ပစ်လိုက်ပေမဲ့အိုဘန်းကတော့အနာအဖြတ်သွားရင်ကောက်မိလိုက်ပါတယ်အခမ်းအနားအတွက်ပြင်ဆင်နေတော့မှပဲမျက်နှာချက်ကမီးဆိုင်ရုတ်တရက်ပြုတ်ကျလာပါတယ်ဘဲလ်ကလည်းအိုဘန်းကိုကဲဖို့ပြေးသွားပေမဲ့လည်းသူ့ကိုယ်တိုင်ပဲမီးစဲနဲ့ရိုက်မိသွားတာပေါ့လူတိုင်းကအိုဘန်းကိုဝိုင်းပြီးအပြစ်တင်တာကိုမြင်တော့ဘဲလ်ကလည်းဒေါသတကြီးနဲ့အားလုံးကိုပြန်ပြောပါတယ်အိုဘန်းကဒဏ်ရာကိုကုသပေးဖို့ဘဲလ်ကိုမြ мян ခေါ်သွားပေးခဲ့ပါတယ်မထင်မှပဲလမ်းလျှောက်နေနေဘဲလ်ကအိုဘန်းကိုရုတ်တရက်ရင်ဖွင့်ဝင်ခံလိုက်ပါတယ်သူမနဲ့တူတူရှိတာသူ့အတွက်အရန်ကိုတက်တော့တဖြစ်စေတယ်လို့ပြောခဲ့တာပါသူကအိုဘန်းကိုပြန်စဉ်းစားပြီးဖို့မျှော်လင့်ခဲ့ပေမဲ့အိုဘန်းကတော့သူ့ကိုတငယ်ချင်းလိုပဲသဘောထားခဲ့တာပါသူမသူ့အပေါ်ဘာအချစ်စိတ်မှမရှိခဲ့ပါဘူးဘဲလ်ကတော့အလွယ်တကူလက်မလျှော့ချင်တာကြောင့်ဥက္ကဋ္ဌကြီးအိမ်ကိုသွားပြီးအေရွန်နဲ့လမ်းခွဲဖို့အတွက်ခွင့်ပြုချက်တောင်းပါတယ်ဒါကိုတည်သွားတဲ့ဘေးရဲ့အမေကဥက္ကဋ္ဌကြီးမိသားစုရဲ့ထောက်ပံ့မှုကိုဆုံးရှုံးမှကြောက်တဲ့အတွက်အိုဘန်းရဲ့အိမ်ကိုသွားပြီးပြဿနာရှာပါတယ်သူမကအိုဘန်းကိုတင်ကန်းစာပေးမယ်ဆိုပြီးကြုံသွားခဲ့တာပါအိုဘန်းရဲ့မွေးစားအမေကအိုဘန်းအနှိမ့်ဆက်ခံတာကိုတွေ့သွားတဲ့အခါမှာတော့ချက်ချင်းပဲထားရပြီးကာကွယ်ပေးခဲ့ပါတယ်သူမကအိုဘန်းကိုသူမတစ်ယောက်ပဲနှိမ့်ဆက်ခွင့်ရှိပြီးတခြားဘယ်မင်းမှအထိမခံနိုင်ဘူးလို့တွေးနေခဲ့တာပါအိုဘန်းရဲ့မွေးစားအမေကဘေးရဲ့အမေကိုအိမ်ပြန်ပြီးကိုသားကိုစုံမဖို့ဒေါသတကြီးပြောတဲ့အတွက်ဘေးရဲ့အမေလည်းစိတ်တူပြီးပြန်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဘေးကလမ်းခွဲဖို့အတင်းကျပ်လုပ်နေရကြောင်းမိသားစုနှစ်ဖက်ရဲ့ဆေးစပ်ပွဲပြတ်သွားပါတယ်အေရွန်ကတော့ဒီရလက်ကိုလက်မခံနိုင်ကြောင်းအိုဘန်းရဲ့ရှေ့မှာဒူးထောက်ပြီးအိုဘန်းကိုသူမရဲ့ချစ်သူနာထွက်သွားပြီးဖို့နဲ့ချစ်ရတဲ့သူရဲ့နှလုံးသားကိုပြန်ပေးဖို့တောင်းပန်ခဲ့တာပေါ့အိုဘန်းကလည်းဘေးနဲ့ဘာမှပတ်သက်မှုမရှိဘူးလို့ရှင်းပြပေးမယ်အေရွန်ကတော့မယုံခဲ့ပါဘူးသမီးဖြစ်သူဝမ်းနေနေအောင်မြင်တဲ့ဥက္ကဋ္ဌကြီးကလည်းအိုဘန်းကိုတွားတွေ့ပြီးသူမကြောင့်သမီးရဲ့အခြေပျက်စီးသွားတယ်ဆိုပြီးအပြစ်တင်ခဲ့တာပေါ့ဘေးအိမ်ပြန်ရောက်တဲ့အခါမှာလည်းတမိသားစုလုံးရန်ဖြစ်နေတော့အတွေးမှုအန်ကအိုဘန်းရဲ့တကယ်အမှတ်အသားကိုပြောပြလူနေပါဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့အတွေးမှုအန်ကတော့လမ်းမလျှော့ပဲအိုဘန်းကိုနှိပ်ကုပ်ဖို့နီးလန်းရှာပါတော့တယ်နောက်တစ်နေ့မှာတော့အေရွန်ကအိုဘန်းကိုခေါ်ပြီးကော်ဖီဆိုင်ကိုစာရွက်စာတမ်းတွေတွားပို့ခိုင်းခဲ့ပါတယ်ပြီးတော့တစ်ဖက်လူကိုအိုဘန်းကိုပတ်စံပေးဖို့တမင်ခိုင်းစေခဲ့ပြီးဒီမြင်ကွင်းကိုတပ်ပုံရိုက်ဖို့ခိုင်းခဲ့တာပေါ့အဲဒီချိန်မှာပဲဥက္ကဋ္ဌကြီးကဝိုင်းဖော်မြူလာအသစ်ပေါက်ကြားတဲ့တဲ့ရင်ကိုရရှိသွားပါတယ်ဒီဖော်မြူလာကအိုဘန်းရဲ့လက်ထဲမှာအမြဲရှိနေတာကြောင့်သူမကပထမဆုံးတန်တရားရှိသူဖြစ်လာခဲ့ပါတယ်ညဘက်လူတွေအလုံဆင်းသွားတဲ့အချိန်မှာတော့အေရွန်ကအိုဘန်းရဲ့ဗီဒီယိုတွေကပတ်စံတွေကိုတမင်တကာထည့်ထားလိုက်တာပေါ့အဲဒီမှာသူမရဲ့ညီမလေးစတိုးကိုတွေ့သွားတာကြောင့်အံ့ဩသွားပါတယ်အိုဘန်းကပစ္စည်းမေးလို့ကုမ္ပဏီကိုပြန်လာတဲ့အခါမှာတော့အေရွန်ကအိုဘန်းရဲ့စတိုးကဘာလို့ဒီမှာရှိသလဲဆိုပြီးစိတ်လှုပ်ရှားသွားမေးခဲ့ပါတယ်အေရွန်ကလည်းအယံတုံ့လောက်သွားခဲ့တာပေါ့အေရွန်ကအိုဘန်းကိုမျိုးပြင်ကိုဆွဲခေါ်သွားပြီးဘာလို့ဒီကုမ္ပဏီမှာအလုပ်လာလုပ်တယ်လဲလို့မေးပြီးတွန်းချလိုက်ပါတယ်အေရွန်ကလည်းအိုဘန်းဟာသူမရဲ့ညီမအရေးဖြစ်တာကိုလက်မခံနိုင်ပဲရုံငန်းကိုပြန်သွားပြီးအိုဘန်းရဲ့ဇွဲကိုမှောက်လန့်ရှာဖွေပါတယ်နောက်ဆုံးမှာတော့အိုဘန်းရဲ့ငယ်ဘွားတပုတ်တွေကိုတွေ့သွားပြီးမှအိုဘန်းဟာသူမရဲ့ညီမအရင်ဖြစ်မယ်တကယ်ကိုယုံကြည်သွားတာပါညီမလေးကိုပြန်တွေ့ရပေမဲ့လည်းအေရွန်ကတော့မပျော်ရွှင်နိုင်ခဲ့ပါဘူးညီမရင်းသာပြန်ရောက်လာခဲ့အမေဖြစ်သူကကုမ္ပဏီကိုညီမလေးစီလွှဲပေးလိုက်မှသူမစိုးရိမ်နေခဲ့တာပါဒါကြောင့်ဒီအမှန်တရားကိုဖုံးကွယ်ဖို့ဆုံးဖြတ်လိုက်ပြီးအိုဘန်းကိုကုမ္ပဏီရဲ့လျှို့ဝှက်ချက်တွေကိုရောင်းစားတယ်ဆိုပြီးအပြစ်ပုံချပါတယ်အိုဘန်းဘယ်လိုပဲရှင်းပြပေမဲ့လည်းဘယ်သူမှမယုံကြပဲသူမအလုပ်ထုတ်ခံလိုက်ရပါတယ်ဒါပေမဲ့လည်းမာတကတော့အိုဘန်းကိုမယုံပဲအေရွန်ကတခုလောက်တာလို့တန်တရားဝင်ပြီးအထောက်ထားရှာဖို့နိုင်အောင်ခံလိုက်ပါတယ်အဲဒီညမှာပဲအိုဘန်းကမခံမရနိုင်ဖြစ်ပြီးဥက္ကဋ္ဌကြီးအိမ်ကိုတွားရှင်းပြပေမဲ့အေရွန်ကသူမတွန်းချလိုက်ပါတယ်အဲဒီချိန်မှာပဲအိုဘန်းကငငယ်တုန်းကပစ္စည်းလူခဲ့တဲ့အမှတ်တရတွေကိုပြန်ပြီးသတိရသွားတာပေါ့အဖွားဖြစ်သူလည်းအိုဘန်းရဲ့မျက်နှာကိုရေနဲ့ပတ်ပြီးအေရွန်ရဲ့ချစ်သူကိုလူယူတဲ့အပြင်
ကုမ္ပဏီကဖျက်ဆီးကျင်တယ်လားဆိုပြီးအိမ်မောနှင်ချလိုက်ပါတယ်နောက်တနေ့မှာတော့ကုမ္ပဏီကိုတစ္ဆာဖောက်တဲ့သူရှိနေတယ်လို့သတင်းကြားတာကြောင့်အိုဘန်းကကုမ္ပဏီကိုသွားခဲ့ပါတယ်အဲ့ဒီမှာတစ်ဖက်လူကသူမကိုနှိပ်စက်ဖို့ကြံစီပေမဲ့မာရဲ့ဖခင်အရင်ကပေါ်လာပြီးကဲတင်ပေးခဲ့တာပေါ့အိုဘန်းကအေရွန်ကိုထပ်သွားရှာပေမဲ့အေရွန်ကတော့ကားနဲ့ထွက်ပြေးသွားလို့တက္ကစီနဲ့လိုက်ခဲ့ပါတယ်အေရွန်ကကားမောင်းရေးတစ်ပင်ကိုဝန်တိုင်းမိတဲ့အခါမှာတော့အိုဘန်းကကူညီဖို့ကြိုးစားပေမဲ့ဥက္ကဋ္ဌရောက်လာတဲ့အခါမှာတော့အေရွန်ကအိုဘန်းကသူမကို6လန့်လို့ဖြစ်ရတာဆိုပြီးလိန်ပြောလိုက်ပါတယ်ဥက္ကဋ္ဌကြီးကလည်းအိုဘန်းကိုပါရိုက်ပြီးနောက်ရှေ့မှာပေါ်လာဖို့တတိပေးလိုက်တာပေါ့အိုဘန်းလည်းစိတ်လက်ကြပြီးအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါပြီဒါကိုတီးသွားတဲ့မွေးစားမေကဥက္ကဋ္ဌကြီးစီသွားရန်တွေးဖို့လုပ်နေတော့မှာပဲတမီပြောက်ရှာပုံတော့ဖွင့်ထားတာကိုတွေ့သွားပြီးအိုဘန်းဟာအဲ့ဒီကလေးလေးမှန်းသိသွားပါတယ်တစ်ဖက်ကမာရုကလည်းအမှန်တရားကိုပြောပြလိုက်တဲ့အခါမှာတော့ဥက္ကဋ္ဌကြီးလည်းထိတ်လန့်ပြီးမေးလဲသွားတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်တစ်ဖက်ကအိုဘန်းကတော့ဘဝသစ္စာဖို့အတွက်တခြားမျိုးထွက်သွားခဲ့ပါပြီဥက္ကဋ္ဌကြီးပြန်နိုးလာတဲ့အခါမှာတော့အိုဘန်းကိုရှာပေးမယ်လဲရှာမတွေ့တော့ပါဘူးနောက်ဆုံးမှာတော့ဥက္ကဋ္ဌကြီးခင်မုံကအိုဘန်းရဲ့မွေးသားဖခင်ရဲ့ဒါရာကြီးကိုဖတ်မိပြီးအိုဘန်းဟာတရားမဝင်ကလေးမဟုတ်ဘဲမွေးစားထားတဲ့ကလေးဆိုတာသိသွားခဲ့ပါတယ်ဥက္ကဋ္ဌကြီးကသူမအိုဘန်းပေါ်လုပ်ခဲ့သမျှတွေကိုပြန်စဉ်းစားပြီးနောင်တတွေနဲ့ရှင်နဲ့ကြေကွဲပြီးခန်းစားမတက်ဖြစ်နေခဲ့တာပေါ့သူမဟာအမေကောင်တယောက်မဖြစ်ခဲ့တဲ့အတွက်ကိုအပြစ်တင်နေခဲ့ပါတယ်သူမရဲ့သမီးရင်ကသူမရဲ့ဘေးနားမှာရှိတာနဲ့တည်းသူမမမှတ်မိတဲ့အပြင်ကိုသမီးကိုတောင်ကိုပြန်ပြီးရိုက်နှက်ခဲ့ပါတယ်အေရွန်ကအမှန်တရားကိုသိပြီးတဲ့နောက်မှာတော့ဘာမှမသိသလိုမျိုးချစ်ချင်းဟန်ဆောင်လိုက်တာပေါ့သူမကအမှန်တရားကိုမသိသလိုမျိုးလိန်ညာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအိုဘန်းကသွားစရာနေရာမရှိတော့တာကြောင့်မစ္စတာကင်ရဲ့အိမ်ကိုပြေးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမအဲ့ဒီမှာနေထိုင်ပြီးသူ့ရဲ့ဝိုင်းချက်လုပ်တဲ့နည်းပညာတွေကိုလေ့လာဖို့ရည်ရွယ်ထားတာပါအိုဘန်းနေတဲ့နေရာကိုတည်သွားတဲ့အခါမှာတော့မာရုကချစ်ချင်းပြေးသွားခဲ့ပါတယ်သူကသူမကိုဥက္ကဋ္ဌရဲ့သမီးအရင်ဖြစ်တဲ့ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်အိုဘန်းကလည်းသူမရဲ့မိခင်အရင်အကြောင်းကြားရတဲ့အခါမှာတော့အရန်အံ့တင်သွားပြီမယ်ဥက္ကဋ္ဌကြီးကသူမပေါ်လှုပ်ခဲ့တာတွေကိုပြန်စဉ်းစားမိတဲ့အခါမှာတော့ဒီအမှန်တရားကိုလက်မခံချင်တော့ပါဘူးအိုဘန်းကသူမကိုမြင်မြင်စံလက်ခံလာစေဖို့အတွက်ဥက္ကဋ္ဌကြီးကမာရုကိုအိုဘန်းနဲ့အတူရုပ်ရှင်တွားကြည့်ခိုင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူကသူမကိုစားတော့ဆိုင်ခေါ်သွားပြီးအရသာရှိတဲ့အစားအစာတွေဝဲကျွေးခဲ့ပါတယ်ဥက္ကဋ္ဌကြီးကဘာတွေပဲလုပ်ပေးရပါစေအိုဘန်းရဲ့စိတ်ထဲကအဖိုးတွေကိုဖြည့်ဖြောက်ဖို့တော့ခက်ခဲနေတော့မှာဒါကြောင့်ဥက္ကဋ္ဌကြီးကအိုဘန်းရဲ့မွေးစားအမေစီကိုလက်ဆောင်တွေယူပြီးတောင်းပန်ဖို့သွားပါတယ်ဥက္ကဋ္ဌကြီးကအိုဘန်းရဲ့မွေးစားအမေနဲ့အိုဘန်းကိုသူမစီပြန်လာဖို့ဖြောင်းဖြနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါဒါပေမဲ့လက်ဆောင်ပုံယူမြင်တဲ့အခါမှာတော့အိုဘန်းရဲ့မွေးစားအမေကလုံးဝစိတ်ဝင်စားခဲ့ပါဘူးလက်ဆောင်တွေကိုမထိရောက်နေမှကပဲအပြင်ကတော့ပြန်လွှတ်ပစ်ပါတယ်သူမကအိုဘန်းကိုမိခင်ရေးစီပြန်မလွတ်နိုင်ဘူးလို့အကြီးကျယ်အိုဟစ်ပြောဆိုလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲအင်ရှင်ကရုတ်တရက်ရောက်လာပါတယ်အိုဘန်းရဲ့မွေးစားအမေကအရင်ကအိမ်စာချုပ်တွေမချုပ်ထားတာကြောင့်အင်ရှင်ကသူမကိုတမင်တကာအခက်အခဲဖြစ်အောင်လုပ်ပါတယ်အင်ရှင်ကသူမရဲ့မိသားစုအိမ်မောနှင်ချနေတာပါတကယ်လို့အိမ်မောမစင်းညင်ဘူးဆိုတော့အာမကန်ကြီး1တန်း100ပေးဆောင်အောင်မှာဖြစ်ပါတယ်အာမကန်ကြီးပေးဖို့ပတ်စံမရှိတာကြောင့်အိုဘန်းရဲ့မွေးစားအမေက Winstar Group ကိုသွားခဲ့ပြီးအိုဘန်းကိုအနည်းနဲ့ဆက်ကြပြုစုပေးခဲ့တဲ့အတွက်ဆုလက်အနေနဲ့ဥက္ကဋ္ဌကြီးစီကနေ1တန်း100တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အိုဘန်းကလည်းဒီမြင်ကွင်းကိုမတော်ဆမြင်သွားပြီးသူမရဲ့မွေးစားအမေရဲ့လောက်ရက်ကိုဒေါသတကြီးဝေဖန်မိတာပေါ့အဖွားဖြစ်သူကအိုဘန်းရဲ့မွေးစားအမေပတ်စံလူနေတာကိုသိတာကြောင့်မွေးစားအမေရဲ့အိမ်ကိုတိတ်တဆိတ်သွားခဲ့ပါတယ်သူမစုဆောင်ထားတဲ့ပတ်စံအားလုံးကိုအိုဘန်းရဲ့မွေးစားအမေကိုပေးခဲ့ပါတယ်သူမကအိုဘန်းကိုမိခင်အရင်စီကိုပြန်လှုပ်ပေးဖို့မျှော်လင့်ပေမဲ့မွေးစားအမေကတော့ပြပြသားညင်းဆိုခဲ့ပါတယ်နောက်တနေ့မှာတော့ဥက္ကဋ္ဌကြီးကအိုဘန်းရဲ့မွေးစားအမေကိုပေးဖို့အတွက်ငွေသားတွေယူလာခဲ့တာပေါ့အိုဘန်းကလည်းဒါကိုတီးသွားတဲ့အခါမှာတော့ပတ်စံတွေကိုဥက္ကဋ္ဌကြီးစီပြန်ယူသွားပေးခဲ့ပါတယ်ဥက္ကဋ္ဌကြီးကအိုဘန်းကိုတောင်းပန်ခဲ့ပါတယ်ဥက္ကဋ္ဌကြီးကအရင်တော့ကအိုဘန်းပေါ်ဒီလိုမျိုးမဆက်ဆံတင်ဘူးလို့ပြောပါတယ်ဒါပေမဲ့အိုဘန်းကတော့အတိတ်ကကိစ္စတွေကိုစိတ်ထဲထားနေတော့မလို့စကားအများကြီးမပြောချင်ပဲဥက္ကဋ္ဌကြီးရဲ့လက်ထဲကိုပတ်စံတွေပဲထိုးထည့်ပေးခဲ့ပါတယ်သူမကဒီအိမ်ကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ပြောခဲ့ပါတယ်အိုဘန်းရဲ့မွေးစားမင်းမိသားစုကိုအိမ်ရှင်ကချင်းချောက်နေတဲ့အချိန်မှာတော့မာရုရဲ့ဖခင်အရင်ကရုတ်တရက်ပေါ်လာပါတယ်သူကလမ်းတစ်ခုလုံးကိုပတ်စံပေးပြီးဝဲလိုက်ပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့အိုဘန်းရဲ့မွေးစားမင်းမိသားစုကလည်းအိမ်ပြောင်းစရာမလိုတော့ပါဘူးတစ်ဖက်မှာလည်းအာရွန်ကသူမရဲ့ရီးစားဟောင်းကိုလိုက်လံနှောက်ယှက်နေပါတယ်ဒီမြင်ကွင်းကိုအတွင်းမှုအန်နဲ့သူ့ရဲ့ဇနီးတို့ကမတော်တဆမြင်သွားတာပေါ့ဇနီးဖြစ်သူကအိုဘန်းဟာဥက္ကဋ္ဌကြီးရဲ့အငယ်ဆုံးသမီးဖြစ်မယ်ဆိုတာသိထားပြီးသားပါဒါကြောင့်သူမရဲ့သားဖြစ်သူဟာဥက္ကဋ္ဌကြီးရဲ့တမတ်ဖြစ်လာရင်သားဖြစ်သူကအိုဘန်းကိုလိုက်တာကိုသူမအနေနဲ့ကန့်ကွက်မှာမဟုတ်ဘူးလို့ပြောလာပါတယ်အာရွန်ကလည်းဒါကိုကြားပြီးတဲ့နောက်မှာတော့အယမ်းစိုးရင်သွားတာပေါ့သူမကအိုဘန်းကိုပို့ပြီးတော့မုန်းတီးသွားခဲ့ပါတယ်အိုဘန်းကိုသူမစီပြန်ခေါ်လာနိုင်ဖို့အတွက်ဥက္ကဋ္ဌကြီးကသူမအိုဘန်းကိုနှစ်ပေါင်းများစွာဘယ်လိုရှာဖွေခဲ့ရတယ်လဲဆိုတဲ့တက်သေးတွေကိုမွေးစားအမေရဲ့အိမ်ကိုယူလာခဲ့တာပေါ့အဲ့ဒါကိုမြင်တဲ့အခါမှာတော့အိုဘန်းကသူမမှာအမေတယောက်ပဲရှိတယ်အဲ့ဒါကသူမရဲ့မွေးစားအမေပဲလို့ဥက္ကဋ္ဌကြီးကိုပြန်ပြောလိုက်ပါတယ်အိုဘန်းကသူမကိုနောက်ထပ်မနှောက်ယှက်ဖို့ဥက္ကဋ္ဌကြီးကိုလည်းသတိပေးလိုက်တာပေါ့အိုဘန်းကဖြည်းဖြည်းချင်းထွက်ခွာသွားတဲ့ဥက္ကဋ္ဌကြီးရဲ့ကြောကိုပဲကြည့်နေခဲ့ပါတယ်သူမအယံဝမ်းနဲ့နေပေမဲ့လည်းဘာမှဖြစ်တယ်လို့မျိုးပဲဟန်ဆောင်ခဲ့တာပေါ့ဥက္ကဋ္ဌကြီးကထရက်ကားနဲ့တိုက်ပြီးတော့မဲ့အချိန်မှာပဲအိုဘန်းကအချိန်မီပေါ်လာပြီးသူမကိုကယ်တင်ပေးခဲ့ပါတယ်အိုဘန်းရဲ့မွေးစားအမေကလည်းဒါကိုမြင်တော့စိတ်လှုပ်ရှားသွားပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့ခါမှာတော့သူမကအထုပ်ပိုးတွေကိုအလှမြန်ထုတ်ပိုးပြီးအိုဘန်းကိုအိမ်ပေါ်နှင်ချလိုက်ပါတယ်အဲဒီနောက်မှာတော့အိုဘန်းရဲ့မိဘအရင်တွေကိုဖုန်းဆက်ပြီးသမီးကိုလာခေါ်ဖို့ပြောတာပေါ့အိုဘန်းကလည်းသူမရဲ့မွေးစားအမေကသူမကိုတကယ်နှင်ချတာမဟုတ်ဘူးဆိုတာသိတာကြောင့်ဥက္ကဋ္ဌရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်
အဲဒီနောက်လှပစွာပြင်ဆင်ထားတဲ့အခန်းကိုကြည့်ပြီးအိုဘန်းကလည်းအရန်ထူးဆန်းတယ်လို့ခံစားတာပေါ့ဒီမှာဘယ်လိုနေထိုင်ရမလဲဆိုတာသူမှမသိပါဘူးအာရွန်ကလည်းသူမရဲ့ညီမလေးပြန်ရောက်လာတာဆိုတာသိရတဲ့အတွက်ဝမ်းနေတာကိုဖြေးဖြောက်ဖို့အတွက်အရက်တောက်ပါတယ်မူလာတဲ့အခါမှာတော့အာရွန်ကညီမဖြစ်သူပေါ့ထားတဲ့မကျင်းတဲ့ချက်တွေကိုစတင်ဖောက်ထုတ်လာပါတယ်အဲဒီနောက်မှာတော့အာရွန်ကအိုဘန်းကိုလှောင်ပြောင်းဖို့လုပ်ပါတယ်နောက်တစ်နေ့မှာတော့အိုဘန်းက Winstar Company မှာအလုပ်ပြန်ဝင်ပါတယ်နေ့လယ်ပိုင်းမှာတော့ဖခင်ဖြစ်သူကဇနီးနဲ့ Kale အတွက်နေ့လယ်စာကိုလာပို့ပါတယ်သူမရဲ့မိဘတွေကအိုဘန်းကိုအရန်ချစ်တာကိုမြင်ရတဲ့အခါအာရွန်ကစိတ်ထဲမှာအယောင်နေရခတ်နေတာပေါ့သူမနဲ့ပဲထိုက်တဲ့အချစ်တွေကိုအလူခံရမှာကိုလုံးဝခွင့်မပြုနိုင်ပါဘူးတစ်ဖက်လူကသူမရဲ့ညီမရင်ဖြစ်နေတာတော့မှခွင့်မပြုနိုင်တာပါအိုဘန်းကိုကုမ္ပဏီကနေနှင်ထုတ်နိုင်ဖို့အတွက်အာရွန်ကနီလန်ကောင်းတစ်ခုကိုအမြန်ဆုံးစဉ်းစားလိုက်ပါတယ်မိသားစုအားလုံးထမင်းစားနေကြတော့မှသူမကအိုဘန်းကိုကြိုးစိုးတဲ့အနေနဲ့ပါတီပွဲတစ်ခုကျင်းပဖို့အကြံပေးတာပေါ့အာရွန်ကလည်းသူမရဲ့တငယ်ချင်းတွေနဲ့ဆွေမျိုးတွေအားလုံးကိုဖိတ်ကြားခဲ့ပါတယ်ဒါပေမဲ့ဆွေမျိုးတွေအားလုံးကညီမနှစ်ယောက်ကိုနှိုင်းယှဉ်ကြပါတယ်အိုဘန်းကကိုအားငယ်တဲ့အခါမှာတော့အာရွန်ကတမင်တကာပဲအိုဘန်းကိုကူညီသလိုမျိုးလုပ်ခဲ့ပါတယ်အာရွန်ကသူမရဲ့ညီမလေးကိုအရန်ချစ်တာပဲလို့အားလုံးကပြောကြပေမဲ့ဒါတွေအားလုံးကတရုပ်ဆောင်နေတယ်ဆိုတာတော့ဘယ်သူမှမသိကြပါဘူးရေလောင်းနေတော့မှတော့အာရွန်ကသူမရဲ့ညီမလေးကသူမစီကမိခင်ရဲ့အချစ်တွေကိုလူယူခြင်းနဲ့လို့တွေးမိသွားတာပေါ့ဒါကြောင့်သူမကဒေါသတကြီးနဲ့ဖန်ခွက်ကိုချိန်မွှားပလိုက်ပါတယ်အာရွန်ရဲ့လက်မှာသွေးတွေထွက်နေတာမြင်တဲ့အခါမှာတော့အိုဘန်းကအရန်ကိုအားနာသွားတာပေါ့အိုဘန်းကသူမအတွက်ပါတီပွဲလုပ်ပေးနေသူမရဲ့အမကဒဏ်ရာရတယ်လို့ထင်ခဲ့တာပါအိုဘန်းကသူမရဲ့အမကသူမကိုတကယ်ချစ်တယ်လို့ထင်သွားခဲ့ပါတယ်ဒါကြောင့်သူမကအာရွန်ကိုယဉ်ကြီးကြီးနဲ့အမားလို့ခေါ်လိုက်တာပေါ့ဒါပေမဲ့ဘယ်သူမှမရှိတဲ့အခါမှာတော့အာရွန်ကအိုဘန်းကိုဒီအိမ်ကိုပြန်လာတာကိုသူမမကြိုက်ဘူးလို့ပေါ်တင်ပြောပါတယ်အိုဘန်းကသူမထက်တာတာကိုလည်းသူမပို့ပြီးတော့သဘောမကျပါဘူးအာရွန်ရဲ့စကားတွေကြောင့်အိုဘန်းလည်းအရင်ကစိတ်ပြတ်သွားတာပေါ့ဒါပေမဲ့အိုဘန်းကထွက်သွားဖို့လုပ်တဲ့အခါမှာတော့အာရွန်ကသူမကိုတားပါတယ်ဘာလို့လဲဆိုတော့အာရွန်ကအားလုံးရှိမှအမားကောင်းတယောက်လိုမျိုးအမြဲတမ်းဟန်ဆောင်နေလို့ပါညဘက်မှာတော့အိုဘန်းအိပ်ပျော်သွားတဲ့အချိန်မှာသူ့မမျက်လုံးဖွင့်ကြည့်တော့အာရွန်ကဂရင်ဘေးနားမှာထိုင်နေတာတွေ့ရပါတယ်မတင်မထားတဲ့အာရွန်ကိုလှည့်ကြည့်လိုက်ပြီးအိုဘန်းကိုတောင်းပန်လိုက်ပါတယ်အာရွန်ကအိုဘန်းကိုအတွဲလိုက်လက်ပတ်လေးတောင်ကိုယ်တိုင်ဝစ်ပေးလိုက်ပါတယ်အာရွန်ရဲ့လုပ်ရက်တွေကြောင့်အိုဘန်းကဇဝေဇဝါဖြစ်သွားတာပေါ့အိုဘန်းကလည်းအာရွန်ကိုသူမတကယ်ချစ်လားမချစ်ဘူးလားဆိုတာကိုမဝေခွဲနိုင်တော့ပါဘူးဥက္ကဋ္ဌကြီးကအိုဘန်းရဲ့အစဉ်တန်းကိုကုမ္ပဏီကဝန်ထမ်းတွေရှိမှအတိမတ်ပြုကျင်တာကြောင့်ထုတ်ကုန်အသေးမိတ်ဆက်ပွဲမှာအိုဘန်းကိုမိတ်ဆက်ပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်အာရွန်ကလည်းသူမရဲ့မိခင်ရဲ့လုပ်ရက်တွေပေါ်အရင်ကမကြည်မနှက်ဖြစ်နေတာပေါ့ဒေါသထွက်လွန်တာကြောင့်သူမကဝိုင်းနမူနာတွေကိုအကုန်လုံးရိုက်ခွဲပစ်လိုက်ပါတယ်ပြသထားတဲ့ဝိုင်းနဲ့ရိုက်ခွဲခံရတာကိုအိုဘန်းကတွေးသွားတာကြောင့်သူမနဲ့မာရူတို့ကဝိုင်းစိတ်ယုံကိုဝိုင်းသွားယူအမြန်သွားခဲ့ပါတယ်မတင်မှတ်ထားပဲအပြန်လမ်းမှာမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်ဥက္ကဋ္ဌကြီးကဒီအဖြစ်အပျက်တွေကိုသိတဲ့အခါစေယုံကိုအမြန်ပြေးလာခဲ့ပါတယ်အိုဘန်းကဘာမှမဖြစ်ဘူးဆိုတာမြင်မှပဲသူမစိတ်အေးသွားခဲ့တာပါအိုဘန်းရဲ့မွေးစားအမိလည်းရောက်လာခဲ့ပါတယ်အိုဘန်းထရန်ရသွားရဲဆိုတာကိုကြားတဲ့အခါမှာတော့သူမကအိုဘန်းကိုတိချာဂီယူမဆိုင်လီယာကောင်းလားဆိုပြီးဥက္ကဋ္ဌကြီးဝေဖန်တာပေါ့ဥက္ကဋ္ဌကြီးကလည်းအိုဘန်းရဲ့မွေးသားအမိကအိုဘန်းကိုပြန်ခေါ်သွားမှကြောက်နေပါတယ်ဒါကြောင့်သူမက1တန်း900ပေးပြီးအိုဘန်းရဲ့အိမ်တော်စုစရင်ကိုသူမရဲ့အိမ်ကိုပြောင်းဖို့အတွက်မွေးစားအမိကိုပြောခိုင်းလိုက်တာပေါ့အတွေ့အမှုအန်ကလည်းဥက္ကဋ္ဌကြီးရဲ့တာဝန်ပေးချက်အရအိုဘန်းရဲ့မွေးစားအမိအိမ်ကိုသွားပါတယ်အိုဘန်းရဲ့မွေးစားအမိက3နှစ်လောက်ထိအိုဘန်းကိုတွေးခွင့်ရမှာမဟုတ်ဘူးဆိုတာသိသွားတဲ့အခါမှာတော့ဒေါသထွက်ပြီးချက်ချင်းညင်းဆိုလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအိုဘန်းကလည်းအာရွန်ကပစ္စည်းနမူနာတွေထားတဲ့အခန်းကိုဝင်သွားခဲ့တယ်ဆိုတာကြားလိုက်ရတာကြောင့်အာရွန်ကဝိုင်းနမူနာတွေကိုတမင်တကာရိုက်ခွဲခဲ့တယ်ဆိုပြီးမိကုန်းထုတ်လိုက်ပါတယ်အာရွန်ကစိတ်တူသွားပြီးအိုဘန်းနဲ့စကားများကြတာပေါ့သူတို့တွေနမူနာပစ္စည်းထားတဲ့အခန်းထဲအထိတောင်သွားခဲ့ကြတာပါအာရွန်ကသူမကိုယ်တိုင်ဝိုင်းနမူနာတွေကိုရိုက်ခွဲတာပါလို့မတော်တဆပြောထွက်မိသွားပါတယ်ဥက္ကဋ္ဌကြီးကလည်းအာရွန်ရဲ့စကားတွေကိုမတော်တဆကြားသွားပြီးအရန်ဒေါသထွက်သွားတာပေါ့သူမကအာရွန်ရဲ့နေရာမှာအိုဘန်းကိုအစားထိုးပြီးဖွံ့ဖြိုးရေးစီမံကိန်းကိုတာဝန်ယူဖို့ပြောပါတယ်အာရွန်ကဒီဆုံးဖြတ်ချက်ကြောင့်အရန်ကိုတွန်းလှုပ်သွားတာပေါ့ဒါပေမဲ့သူမရဲ့အလုပ်တွေမပြီးဆုံးခင်မှာအရင်တုန်းကသူမခိုင်းစေခဲ့တဲ့လူမိုက်ကသူမစီရောက်လာပါတယ်ဒီလူမိုက်ကအာရွန်စီကပတ်စံတောင်းပြီးချင်းချောက်ပါတယ်အဲဒီလူမိုက်ကတကယ်လို့ပတ်စံမပေးအမှန်တရားအားလုံးဥက္ကဋ္ဌကြီးစီသွားပြောမယ်လို့ဆိုပါတယ်ကံကောင်းကျင်တော့ဘီဒဲလ်ကအချိန်မီရောက်လာပြီးဟိုဘက်လူလက်ထဲကအတန်သွင်းဘောပင်ကိုအောင်မြင်လူယူနိုင်ခဲ့ပါတယ်ညဘက်ရောက်တော့အာရွန်တယောက်အခန်းထဲမှာအတန်သွင်းနေအောင်ပြန်နာထောက်နေတော့သူမရဲ့အဖေကတွေ့သွားတာပေါ့အတန်ဖိုင်ထဲကအကြောင်းအရာတွေအားလုံးကြားပြီးတဲ့နောက်မှာတော့အာရွန်ကအိုဘန်းကိုဒုက္ခပေးတယ်ဆိုတာသူမအဖေသိသွားပါတယ်သူမကဒီလောက်ထိရက်ဆက်ရသလားဆိုတာကိုလည်းအဖေဖြစ်သူကဒေါသတကြီးနဲ့အဖြစ်တင်တာပေါ့အာရွန်ကလည်းသူမရဲ့အမှားပုံဝင်လေးလေးဝင်ခံလိုက်ပြီးဝေစားတွေထုတ်ခါအိမ်မောကနေဆင်းသွားပါတယ်အိုဘန်းကသူမနောက်ကိုအမြန်ပြေးဆင်းပြီးတာပေမဲ့အာရွန်ရဲ့တုံးထုတ်ခြင်းကိုခံလိုက်ရပါတယ်ဒီခွင့်ရေးကိုတုံးပြီးအာရွန်ကလည်းသူမရင်ထဲကခံစားချက်တွေကိုဖွင့်ဟလိုက်တာပေါ့သူမအနေနဲ့ဒီညီမလေးကိုဘယ်လိုလက်ခံရမလဲဆိုတာမသိဘူးလို့ဆိုပါတယ်အိုဘန်းကသူမပိုင်ဆိုင်သမျှအရာအလုံးကိုလူယူသွားမှာကိုလည်းကြောက်နေတယ်လို့သူမအမေကိုပြောပြလိုက်ပါတယ်ဒီလိုနဲ့ပဲညဘက်အာရွန်အိပ်ပျော်သွားတဲ့အခါမှာတော့မိသားစုဝင်တွေကသူမကိုအိမ်မောကနှင်ချတဲ့အိမ်မက်ကိုမှတ်ခဲ့ပါတယ်ဒါကြောင့်လဲသူမဟာအိုဘန်းကိုပို့ပြီးတော့မုန်းတီးသွားခဲ့တာပါနောက်တစ်နေ့မှာတော့အိုဘန်းကအာရွန်စီကိုအရင်ဆုံးလာပြီးစကားပြောခဲ့ပါတယ်သူမကသူတို့နှစ်ယောက်ကြားဆက်ဆံရေးကိုပြန်အဆင်ပြေချင်တာပါဒါပေမဲ့အိုမန်ကဘာပြောအာရွန်ကတော့ဘာစကားမှမပြောပဲနှုတ်ဆက်နေခဲ့ပါတယ်တိတ်မကြခင်မှာပဲအိုဘန်းတယောက်တစ်ခုခုမှားနေပြီဆိုတာရိပ်မိသွားတာပေါ့ဘီဒဲလ်ကအာရွန်စကားမပြောနိုင်တော့ဆိုတာသိသွားခဲ့ပါတယ်
ဒါကြောင့်သူကသူမကိုဆေးရုံကိုအမြန်ခေါ်သွားပေးခဲ့တာပေါ့ဒါပေမဲ့အာရွန်ကတော့သူမရဲ့ယာရုနေရာကိုအိုဘန်လူယူသွားမှပဲစိုးရိမ်နေခဲ့တာပါဒါကြောင့်စေကူတာမှုခံယူဖို့ညှင်းဆန်ပြီးကုမ္ပဏီကိုပဲပြန်သွားကအလုပ်တွေပဲဆက်လုပ်နေခဲ့တာပေါ့မကြခင်မှာပဲဥက္ခရာကြီးကအာရွန်ရဲ့စကားမပြောနိုင်တဲ့ဝေဒနာအကြောင်းသိသွားပါတယ်သူမအနေနဲ့အာရွန်ရဲ့ခံစားချက်တွေကိုတေချာဂရုမစိုက်မိတဲ့အတွက်ကိုလည်းအပြစ်တင်နေမိပါတယ်အဖွားဖြစ်သူကလည်းအရန်ကိုဝမ်းနေနေခဲ့တာပေါ့မိမလေးကိုပြန်ရှာတွေ့ရင်မိသားစုလည်းပျော်ရွှင်မယ်လို့သူမထင်ခဲ့တာပါဒါပေမဲ့အာရွန်ကအခုတော့ဖျားနာသွားလိမ့်မယ်လို့သူမမမျှော်လင့်ထားသလိုအာရွန်ဖျားနေရအောင်ကြည့်ပြီးအားလုံးကလည်းကိုအပြစ်ရှိတယ်လို့ခံစားနေရပါတယ်အာရွန်ကလည်းသူမပေါ်ထားတဲ့မိသားစုရဲ့စိုးရိမ်ပူပန်မှုကိုခံစားသွားရတာပေါ့ဥက္ကဋ္ဌကြီးကသူမရဲ့သမီးအငယ်ဆုံးလေးကိုရှာနေတဲ့အချိန်တုန်းကအာရွန်အပေါ်လိဟင်းခဲ့တာတွေကိုပြန်ပြီးအစားထိုးပေးခြင်းပါတယ်ဒါကြောင့်သူမရဲ့ share တွေကိုအာရွန်စီကိုလွှဲပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီသတင်းကိုကြားတဲ့အခါမှာတော့အာရွန်တယောက်အယံဝမ်းသာသွားတာပေါ့ဒါပေမဲ့သူမအမေကအိုဘန်ကိုဝိုင်သူတင်တာအခန်းအသည့်ရဲ့တာဝန်ခံဖြစ်ခန့်ချင်တယ်ဆိုတာသိရတဲ့အခါမှာတော့အာရွန်တယောက်မနာလိုစိတ်တွေပြန်ဝင်လာပါတယ်အာရွန်ဟာလည်းသူ့အမေရဲ့ဆုံးဖြတ်ချက်ကိုတားဆီးဖို့အတွက်အခွင့်အရေးတွေရှာနေခဲ့တာပေါ့ဒီအချိန်မှာပဲအာရွန်ရဲ့ဖုန်းကြီးလာပါတယ်စားတော့ဆိုင်ကနေဖုန်းဆက်တာမှသိရတဲ့အခါမှာတော့အာရွန်ကဒီဇိုင်းဝိုင်မရောက်နိုင်ဘူးလို့ပြောလိုက်ပါတယ်အိုဘန်ကအနာကိုပြေးလာတဲ့အချိန်မှာအာရွန်ရဲ့အတန်ကိုကြားလိုက်ရပြီးသူမစကားပြောနိုင်တယ်ဆိုတာကိုသိသွားတာပေါ့အာရွန်ကအိုဘန်ကိုအမြန်ဆွဲထားပြီးအခြေအနေတွေကိုမိဘတွေကိုသူမကိုယ်တိုင်ရှင်းပြမယ်ဆိုလိန်ပြောလိုက်တယ်လို့ဒီကိစ္စလှုပ်ဝက်ပေးထားဖို့လည်းတောင်းဆိုလိုက်ပါတယ်တစ်ဖက်မှာလည်းအတွင်းမှုအန်ကအရင်အောင်စိတ်ပူနေတာပေါ့အိုဘန်ရဲ့ဘသူဘဝဖြစ်ကြောင်းပေါ်သွားတာကြောင့်လွန်ခဲ့တဲ့နှစ်တွေကအတွင်းမှုအန်စီကနေလှုပ်ဝက်ချက်ကိုဝယ်ယူခဲ့သူကပတ်စံတောင်းဖို့အတွက်ဖုန်းဆက်လာခဲ့တာပါအတွင်းမှုအန်ဖုန်းပြောနေတာကိုသူ့ရဲ့သားဖြစ်သူကမတော်တဆသိသွားပါတယ်ဒီတဲကသူ့အဖေနောက်ကိုလှေကနားအထီကိုတိတ်ဆိတ်လိုက်သွားခဲ့တာပါအဲဒီကတဆင်သူ့အဖေပြောနေတဲ့အမှန်တရားအလုံးကိုမတော်တဆကြားသွားတာပေါ့ဒီတဲတယောက်ရောင်အန်တက်သွားပါတယ်လွန်ခဲ့တဲ့နှစ်တွေကသူ့အဖေကိုယ်တိုင်အိုဘန်ကိုတမင်သက်ဆွန့်ပစ်ခဲ့တယ်ဆိုတာသိလိုက်ရလို့ပါနောက်တစ်နေ့မှာတော့အာရွန်ကသူ့အမေက TV ဌာနကအင်တာဗျူးမှာအာရွန်ရဲ့နေရာမှာအိုဘန်ကိုအစားထိုးလိုက်ပြီဆိုတာသိသွားခဲ့ပါတယ်ဒါကြောင့်သူမက TV ဌာနကိုအမြန်ပြေးသွားပြီးအိုဘန်ကိုအတန်သွင်းတာရပ်ဖို့သွားပြောခဲ့ပါတယ်အာရွန်တယောက်စကားပြောနိုင်တာကြားပြီးဆိုတာသိရတဲ့အခါမှာတော့ဥက္ကဋ္ဌကြီးတယောက်အရန်အံ့ဩသွားတာပေါ့အာရွန်ကသူမကိုတမင်သက်လိန်ညာနေတာလို့ဥက္ကဋ္ဌကြီးကထင်သွားပါတယ်ဒါကြောင့်အာရွန်စီကိုအရင်ကလွှဲပေးခဲ့တဲ့ share တွေကိုပြန်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်ကအတွင်းမှုအန်ကလည်းသူသားဖြစ်သူကလျှို့ဝှက်ချက်တွေကိုတီးသွားပြီဆိုတာသိရတဲ့အတွက်သူ့ရဲ့အပြစ်တွေကိုမဖော်ထုတ်ဖို့တားဆီးခြင်းနေတာပါဒါကြောင့်သူကတားဖြစ်သူရဲ့အရှိမဒူးထောက်ပြီးလျှို့ဝှက်ပေးဖို့တောင်းပန်ခဲ့ပါတယ်အတွင်းမှုအန်ကအန်ဒီရဲ့မှန်သမျှကိုရှင်းထုတ်ပြစ်ချင်တာကြောင့်တက်သေးတွေကိုဖျောက်ဖျက်ဖို့အတွက်လူသက်ဖို့အထိအောင်ချက်စီးပါတယ်ကံကောင်းချင်တော့ဘီထဲကနောက်ကနေလိုက်သွားပြီးသူ့ဖေကိုအချိန်မီတားနိုင်ခဲ့တာပေါ့ဘီထဲကလည်းအိုဘန်ပြောင်းဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်တဲ့တခြားလူရဲ့မှတ်စုတွေကိုဖတ်မိသွားတာကြောင့်ဥက္ကဋ္ဌကြီးအိမ်ကိုအမှန်တရားရှင်းပြဖို့တန်းတန်းမတ်မတ်ပြေးသွားပါတယ်ဒါပေမဲ့သူ့ဖေကြောင့်ပြန်စဉ်းစားမိတဲ့အခါမှာတော့ဘာစကားမှမပြောနိုင်တော့ပါဘူးအာရွန်ကသူမရဲ့ရည်စားဟောက်မှာအခက်အခဲတွေရှိနေတယ်ဆိုတာရိပ်မိသွားတာပေါ့ဒါကြောင့်ဘာတွေဖြစ်တယ်လဲလို့မေးတဲ့အခါမှာတော့သူကဘာဖုံးကွယ်မနေတော့ပဲအိုဘန်ပြောက်သွားတဲ့ကိစ္စရဲ့အမှန်တရားကိုပြောပြလိုက်ပါတယ်အတွင်းမှုအန်ကဒီလိုလူစားဖြစ်မယ်လို့အာရွန်မမျှော်နေထားပေမဲ့လေသူမရဲ့ရည်စားဟောက်နဲ့ဆက်ပြီးတွဲနိုင်ဖို့အတွက်တက်သေးအားလုံးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တရိုက်စဆိုင်မှာပဲအိုဘန်ကမီးငိမ့်တက်ပေးဖို့အတွက်ပြေးလာခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အငင်းပွားမှုကြီးကဥက္ကဋ္ဌရဲ့အာယုံဆိုင်မှုကိုရရှိသွားခဲ့ပါတယ်အာရွန်ကလည်းဒါကိုမြင်သွားပြီးဒဏ္ဍာရီစားကိုအမြင်မဲ့ပြန်လူလိုက်တာပေါ့သမီးနှစ်ယောက်ကြားဆက်ဆံရမကောင်းတာကိုဖခင်ဖြစ်သူကမြင်သွားတော့အိုဘန်ကိုပညာသင်ဖို့နိုင်ငံခြားလှုပ်ဖို့စီစဉ်ပါတယ်နောက်တစ်နေ့မှာတော့အိုဘန်စီကိုသစင်လေးယောက်စီကဖုန်းဝင်လာခဲ့ပါတယ်အဲဒီလူကလွန်ခဲ့တဲ့နှစ်တွေကသူမှပျောက်ဆုံးသွားခဲ့တဲ့အမှန်တရားကိုသိရလို့ပြောလာတာပါအိုဘန်ကအဲ့ဒီလူနဲ့တွားတွေ့ဖို့လုပ်နေတော့မှာပဲအတွင်းမှုအန်နဲ့မတော်ဆဆုံပါတယ်အတွင်းမှုအန်ကချက်ချင်းပဲစောင့်ကြည့်ရဲ့အခန်းထဲကိုပြေးသွားပြီးလုံခြုံရေးဝန်ထမ်းတွေကိုအပြင်ထုတ်လိုက်တာပေါ့ဒီအချိန်မှာအိုဘန်ကဒလိကားတွေရောက်နေပါပြီအတွင်းမှုအန်ကရက်တဲ့နဲ့ခလုတ်ကိုနှိပ်လိုက်ပါတယ်ဒလိကားတွေကအိုဘန်ကလည်းတခုခုမှားနေပြီဆိုတာရိပ်မိသွားတာပေါ့ဒီချိန်ကန်ကောင်းကျင်တော့မာရူကအချိန်မီရောက်လာပြီးသူမကိုကဲထုတ်နိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့အာရွန်ကအတွင်းမှုအန်ကသူမရဲ့ညီမလေးကိုစွန့်ပစ်ခဲ့တဲ့အကြောင်းအရာအားလုံးကိုတုံပြီးသူမရဲ့ရည်စားဟောင်းကိုချိန်ချောင်းနေပါတယ်တကယ်လို့သူသာသူမကိုလက်မထပ်ဘူးဆိုရင်အဲ့ဒီတုန်းကအကြောင်းတွေကိုဖွင့်ပြောပြမယ်လို့ဆိုပါတယ်ဘာကင်ဖြစ်သူရဲ့ပြစ်မှုတွေပေါ်သွားမှဆိုရင်တော့ကြောင့်ဘီထဲကလည်းဒီတောင်းဆိုမှုကိုသဘောလို့တူရလုံးကလွယ်လို့တခြားဘာမှမရှိတော့ပါဘူးဒါပေမဲ့သူကဥက္ကဋ္ဌကြီးအိမ်ကိုသွားပြီးလက်ထပ်ခွေတောင်းတဲ့အခါမှာတော့ဥက္ကဋ္ဌကြီးကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာပေါ့ဘီထဲကသူမရဲ့သမီးနှစ်ယောက်စလုံးနဲ့ပတ်သက်မှုတွေကမရှင်းဖြစ်နေတယ်လို့သူမအထင်လို့ပါတကယ်လို့သူမရဲ့သမီးကိုဒီလိုမျိုးလူမျိုးနဲ့လက်ထပ်ပေးလိုက်ရင်သမီးဖြစ်သူကဘလို့မှပျော်ရွှင်မှာမဟုတ်ဘူးလို့ယူဆပါတယ်ဥက္ကဋ္ဌကြီးကလည်းအာရွန်ရဲ့ကုမ္ပဏီကအလုပ်အားလုံးနဲ့ကိုလည်းရည်ရွယ်ချက်ရှိနဲ့ရပ်တန့်ခိုင်းလိုက်ပါတယ်ဒါပေမဲ့အာရွန်ကတော့သူမရဲ့စိတ်ကိုပြောင်းလဲဖို့ညှင်းဆန်နေတော့မှာအာရွန်ကအိုဘန်နဲ့ဘီထဲရဲ့အမေကိုခေါ်ပြီးမင်္ဂလာဝတ်ဆောင်သွားဆန်းဝတ်ခဲ့ပါတယ်အေပြောင်းတဲ့ခါမှာတော့အာရွန်ကသူမရဲ့ချစ်သူနာကိုမကတ်ဖို့အိုဘန်ကိုတတိပေးခဲ့တာပေါ့အိုဘန်ကဘီထဲကိုမကြိုက်ပါဘူးလို့ရှင်းပြနေပြီပဲလေအာရွန်ကတော့မယုံခဲ့ပါဘူးဒီချိန်သူမရဲ့ဖေဝင်လာတာကိုမြင်လိုက်တဲ့အခါမှာတော့အာရွန်ကကျမ်းမင်ပေါ်တမင်တကာလှဲချခြင်းအောင်ဆောင်ပါတယ်အာရွန်ကသူမရဲ့ညီမလေးကသူ့ကိုနှိပ်စက်တယ်လို့အဖေဖြစ်သူအထင်လွဲအောင်လုပ်တာပါဒီလိုလုပ်ပြီးတော့မှအာရွန်ကအားမရသေးပါဘူးသူမကသူမရဲ့မင်္ဂလာဝတ်ဆောင်တွေကိုတမင်တကာဖျဲတောက်လိုက်ပြီးအိုဘန်ရဲ့အခန်းရှိမှာတွားပစ်ထားလိုက်ပါတယ်အိုဘန်အပြင်ထွက်လာတဲ့အခါမှာတော့စုပ်ပြဲနေတဲ့ဝတ်ဆောင်တွေကိုတွေ့ပြီးဘာဖြစ်နေမှနားမလည်အောင်ဖြစ်ခဲ့တာပေါ့အဲဒီနောက်မထင်မဲ့ပဲသူမကိုသူမအဖေကမိသွားခဲ့ပါတယ်
အိုဘန်းကအာရွန်ရဲ့ဝတ်စုံတွေကိုသူမှမဖြတ်စည်းဘူးလို့ရှင်းပြနေပေမဲ့အဖေဖြစ်သူကတော့သူမကအမားဖြစ်သူပေါ်မနာလို့ဖြစ်ပြီးမင်္ဂလာဝတ်စုံကိုတမင်ဖြတ်စည်းတယ်လို့ထင်သွားခဲ့တာပေါ့နောက်တနေ့မှာတော့အာရွန်ကဘီတယ်ကိုအိမ်ကိုခေါ်လာပါတယ်ဒါကိုတည်သွားတဲ့ခါမှာတော့ဥက္ကဋ္ဌကြီးကလည်းအယောင်ဒေါသထွက်သွားတာပေါ့ဒါကြောင့်သူမကခင်မွန်းဖြစ်သူနဲ့ချစ်ချင်းပဲစကားများပါတယ်အဖွားဖြစ်သူကလည်းအိုဘန်းကိုအပြစ်တင်နေတာပေါ့အိုဘန်းကအာရွန်ရဲ့အိမ်တော်ကြီးကိုဖျက်ဆီးရုံနဲ့မကပဲမိဘနှစ်ပါးကြားမှာအကြောင်းတွေထင်အောင်လုပ်တယ်ဆိုပြီးသူမကယူဆနေတာပါဒါကိုကြားလိုက်တဲ့အိုဘန်းတယောက်အယောင်စိတ်မကောင်းဖြစ်သွားတာပေါ့အိုဘန်းကသူမရဲ့မိသားစုစီပြန်လာတာကပျော်ရွှင်မှုတွေရမယ်လို့ထင်ခဲ့ပေမဲ့အခုတော့လူတိုင်းရဲ့စူးစူးဝါဆက်ဆံတာကိုခံနေရတာပါတိတ်မကြခင်မှာပဲဝိုင်းအစ်စ်မီးစမ်းပွဲနေကိုရောက်လာပါတယ်အာရွန်ကလူတိုင်းကိုအိုဘန်းအပေါ်လုံးဝစိတ်ပြတ်သွားစေချင်တာပါဒါကြောင့်သူမကပြင်ဆင်ထားတဲ့နမူနာဝိုင်းတွေကိုတွန်းပစ်လိုက်ရုံနဲ့မကပဲကုမ္ပဏီကအရင်ထုတ်ထားတဲ့ဝိုင်းအဟောင်းတွေနဲ့ပါလဲပစ်လိုက်ပါတယ်ခဏနေတော့ဥက္ကဋ္ဌကြီးနဲ့အတွေးမှုအန်တို့ဝိုင်းအောင်မီးစမ်းတဲ့အခါမှာတော့ပြဿနာရှိတာသိလိုက်ရပါတယ်သူတို့ကအိုဘန်းကလူပါဝါဖို့စူးစမ်းနေတယ်လို့ထင်သွားကြတာပါဒါကြောင့်သူမကလူတိုင်းမီးစမ်းမှုအတွက်ကြီးညာထားတဲ့ဝိုင်းအောင်ယူလာခဲ့ပါတယ်အိုဘန်းကရှင်းပြဖို့စူးစမ်းပေမဲ့လည်းဥက္ကဋ္ဌကြီးကဘာရှင်းပြချက်မှနားမထောင်ခဲ့ပါဘူးသူမကသူတို့နှစ်ယောက်ကြားဆက်ဆံရေးဟာပိုပြီးတော့ဝေးကွာသွားပြီလို့ခံစားနေရပါတယ်သူတို့ကမိခင်နဲ့သမီးလိုမဟုတ်ပဲသစိမ်းနှစ်ယောက်လိုဖြစ်နေကြတာပါဖခင်ဖြစ်သူကတော့အခုမိသားစုကကမောက်ကမဖြစ်နေတယ်လို့ခံစားတာကြောင့်အိုဘန်းကိုပတ်စံပေးပြီးသူမရဲ့မွေးစားမိခင်အိမ်မှာခဏလောက်သွားနေဖို့ပြောပါတယ်ဒါတွေအားလုံးကြုံတွေ့ပြီးတဲ့နောက်မှာတော့အိုဘန်းတယောက်ဒီအိမ်ပေါ်မှာမျောလင်းချက်အားလုံးကုန်ဆုံးသွားခဲ့ပါပြီဒါကြောင့်သူမကအထုပ်ပိုးတွေကိုတိတ်ဆိတ်ထုတ်ပိုးပြီးအိမ်ကနေထွက်သွားခဲ့တာပေါ့ဒီအချိန်အိုဘန်းထွက်သွားတဲ့ကြောပြင်ကိုကြည့်ပြီးအာရွန်တယောက်ကလည်းခိုးပြီးဝမ်းသာနေပါတယ်နောက်တနေ့မှာတော့ခင်မွန်းဖြစ်သူကအိုဘန်းကိုသူမရဲ့မွေးစားအမေအိမ်ကိုတွားခိုင်းတာဥက္ကဋ္ဌကြီးတည်သွားပါတယ်သူမရဲ့သမီးကိုထပ်ပြီးဆုံးရှုံးရမှာကြောက်တာကြောင့်သူမကိုအမြဲပဲလိုက်ရှာတာပေါ့ဒီအချိန်မှာပဲအိုဘန်းကသူမရဲ့မွေးသားအမေနဲ့မာရူရဲ့အဖေတို့တွဲနေတာကိုတည်သွားပါတယ်သူတို့ကလက်ထပ်ဖို့တောင်တိုင်ပင်နေကြတာပါအိုဘန်းကသူမရဲ့မွေးစားအမေကိုထပ်ပြီးဒုက္ခမပေးချင်တာကြောင့်အထုပ်ပိုးတွေပြန်ထုတ်ပြီးမွေးစားအမေအိမ်ကနေထွက်လာပါတယ်ဥက္ကဋ္ဌကြီးကလည်းအိုဘန်းကိုသွားရှာပြီးမှမတွေ့ခဲ့ပါဘူးအိုဘန်းကအိမ်ကထွက်သွားပြီးဆိုတာကိုမွေးစားအမေကသူကြားတဲ့အခါမှာတော့အရင်စိတ်လှုပ်ရှားသွားပြီးဥက္ကဋ္ဌကြီးအိမ်ကိုသွားပြီးပြဿနာရှာပါတယ်သူတို့ကအိုဘန်းအနည်း20ကျော်လောက်စွန့်ပစ်ထားခဲ့ပြီးအခုမှပြန်တွေ့တာတော့ကောင်းကောင်းမွန်မွန်မဆက်ဆံအောင်ဆိုပြီးအပြစ်တင်ခဲ့တာပါသွားစီရနေရာမရှိတာကြောင့်အိုဘန်းတယောက်စားတော့ဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ကြပါတယ်ဆိုင်ရှင်ကလူရုံးမတယောက်ဖြစ်နေတာကြောင့်ညာတိုင်းမှာအေးအေးဆေးအိပ်ဖို့အတွက်တကားကိုစပွဲနေတော့ပိတ်ခဲ့ရပါတယ်အာရွန်ကအိုဘန်းဘာမှရှိတယ်လဲဆိုတာချစ်ချင်းပဲသိတာပေါ့အိုဘန်းကိုသူမရဲ့မျက်စိရှိရနေလောကပြောက်ွယ်စေဖို့အတွက်အာရွန်ကလေလက်မှတ်ကိုထုတ်ပေးပြီးအိုဘန်းကိုနိုင်ငံခြားဘို့ကသွားခိုင်းပါတယ်အာရွန်ကအိုဘန်းကအားလည်းရဲ့အပန်းဖြစ်ဖို့နိုင်ငံခြားသွားတယ်လို့လူတိုင်းအောင်ပြောဖို့အတွက်အတွင်းမှုအန်နဲ့တောင်ပူပေါင်းပါတယ်နောက်တနေ့မှာတော့အတွင်းမှုအန်နဲ့ဇနီးဖြစ်သူတို့ကလည်းဥက္ကဋ္ဌကြီးအိမ်ကိုလက်ဆောင်လာပေးတာပေါ့ဥက္ကဋ္ဌကြီးဒါကိုကြားတဲ့အခါမှာတော့အယောင်ဒေါသထွက်သွားပြီးအိုဘန်းပြန်မလာမချင်းအာရွန်စိတ်ဆက်လို့မရဘူးလို့ပြောလိုက်ပါတယ်အာရွန်လည်းဒါကိုကြားတော့အယံဝမ်းနေသွားတာပေါ့သူမရဲ့မိကသူမရဲ့ညီမလေးကိုပဲစိတ်ထဲမှာထားတယ်လို့သူမထင်သွားခဲ့တာပါဒါကြောင့်အာရွန်ကအိုဘန်းကိုဒီအိမ်ကိုပြန်လာခွင့်ပေးဖို့ပို့ပြီးတောင်မှဝင်လဲနေခဲ့မိပါတယ်အိုဘန်းထွက်သွားပြီးတာတော့ဟွာအတစ်သူတင်တာလုပ်ငန်းကို CIA ကင်စီကိုပဲလွှဲပေးခဲ့ရတာပါအိုဘန်းဖြော်ဆက်ထားတဲ့ဝိုင်ကိုမီးပြီးတဲ့နောက်မှာတော့သူအရန်သဘောကျသွားပါတယ်နောက်တုတ်ရဲ့အဓိကထုတ်ကုန်ဖြစ်အိုဘန်းရဲ့ဝိုင်ကိုထားဖို့ဥက္ကဋ္ဌကြီးကိုသူအကြံပေးတာပေါ့အိုဘန်းရဲ့ဂုံတိတ်ခါတွေအားလုံးပျက်စီးသွားစေဖို့အာရွန်ကဝိုင်ထဲကိုဓာတုပစ္စည်းတွေတမင်တကာထည့်လိုက်တာပါသူမထဲကိုဝင်သွားတဲ့အချိန်မှာ CIA ကင်ကအာရွန်ရဲ့မတင်ကားစရာအမှုရာတွေကိုမတော်တဆမြင်သွားခဲ့တာပေါ့ဝိုင်အသေးကျညာပွဲအတွင်းမှာရှေ့ရရှင်တွေကဝိုင်ထဲမှာထူးဆန်းတဲ့အရာတာကိုတွေ့သွားကြပါတယ်ဒါကြောင့်သူတို့ကဒီရင်းနှီးမြှုပ်နှံမှုကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ကျညာပွဲကစိတ်ပြက်စရာကောင်းစွာနဲ့ပြီးဆုံးသွားပြီးကုမ္ပဏီကိုသတင်းတော်တွေကလည်းချက်ချင်းအုံလာကြတာပေါ့သူမရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်အာရွန်ကလည်းကုမ္ပဏီကိုတော့အခက်အခဲဖြစ်အောင်တွန်းပို့ခဲ့တာပါ CIA ကင်ကအာရွန်ဟာဝိုင်အသေးကိုတစ်ခုခုလုပ်ထားတယ်ဆိုတာသိနေပါတယ်ဒါကြောင့်အရာအလုံးကိုအမြန်ဆုံးဝန်ခံဖို့မဟုတ်ရင်ဥက္ကဋ္ဌကြီးကိုအမှန်တိုင်းပြောပြမယ်လို့သူမကိုသတိပေးတာပေါ့အာရွန်ကလည်း CIA ကင်ကိုပတ်စံနဲ့လက်ထုတ်ဖို့ကြိုးစားပေမဲ့လည်းသူကတော့သူမနဲ့ပူပေါင်းပြီးဂုံတိတ်ခါမဲ့တဲ့အလုံးမျိုးကိုမလုပ်ချင်ပါဘူးဒီလိုမျိုးသူတို့နှစ်ယောက်ယုံရင်းဆန့်ကပ်ဖြစ်နေတော့မှာပဲ CIA ကင်ကရေကန်နဲ့မတော်ဆပြုတ်ကြသွားပါတယ်အာရွန်ကထိတ်လန့်သွားပြီးရဲကိုဖုန်းဆက်ဖို့ဖုန်းကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ CIA ကင်ကိုသာမကဲရင်သူမအမှားတွေဘောပေါက်မှာမဟုတ်တော့ဘူးလို့အာရွန်လည်းတွေးလိုက်တာပေါ့ပြန်ရောက်လာပြီးတဲ့နောက်မှာတော့အာရွန်ကဓာတုပစ္စည်းတွေထည့်တဲ့အဖြစ်ကို CIA ကင်ပေါ်ပုံချဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီနောက်မှာတော့အာရွန်ကသူမရဲ့အမိကို CIA ကင်ရဲ့သူ့ဒေသနာခန်းစီကိုခေါ်သွားပြီးအဲဒီမှာဓာတုပစ္စည်းတွေပါတဲ့ပလင်ကိုတွေးကျင်အောင်ဆောင်လိုက်တာပေါ့အာရွန်ကတသိအထောက်ထားတွေအများကြီးကိုလောက်ကျန်ဖန်တီးထားပေမဲ့လေဥက္ကဋ္ဌကြီးကတော့ CIA ကင်ကဒီလိုမျိုးလုပ်မယ်လို့မယုံကြည်သေးပါဘူးဥက္ကဋ္ဌကြီးကအရာအလုံးကိုရှင်းရှင်းလင်းလင်းမေးဖို့အတွက် CIA ကင်ပြန်လာတာကိုစောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်တိတ်မကြခင်မှာပဲအာရွန်နဲ့ဘီဒဲလ်တို့ရဲ့မင်္ဂလာဆောင်တွေကိုရောက်လာခဲ့ပါပြီသူမအမေကဖြောင်းပြနေတဲ့ဂျာကအာရွန်ကဘီဒဲကိုလက်ထပ်ဖို့ဇွတ်လုပ်ခဲ့တာပါသူမရဲ့အမေကဒေါသထွက်ပြီးမင်္ဂလာဆောင်တက်ဖို့ညှင်းဆန်တာပေါ့အာရွန်တယောက်အရင်စိတ်မကောင်းဖြစ်ရပေမဲ့လေဒီလိုလက်ထပ်ဖို့ပဲဇွတ်လုပ်ခဲ့တာပါတစ်ဖက်ကအိုဘန်းကလည်းမူလာကတော့အာရွန်ကိုဂုဏ်ပြုဖို့လာခြင်းပေမဲ့လေအာရွန်ကသူမကိုလက်ခံမှာမဟုတ်ဘူးလို့တွေးမိတာကြောင့်ပြန်လှည့်ထွက်သွားပါတယ်အိုဘန်းထွက်သွားတာကိုဥက္ကဋ္ဌကြီးကတီးသွားပြီးဘီဒဲကိုသူမတားဆီးဖို့တောင်းပန်ခဲ့ပါတယ်ဥက္ကဋ္ဌကြီးကအိုဘန်းကိုခွင့်လွှတ်ဖို့တောင်းပန်စကားတွေတရတို့ပြောနေခဲ့ပေမဲ့အိုဘန်းကတော့အေးအေးဆေးဆေးနဲ့ပဲထွက်သွားခဲ့တာပါအဲဒီနေ့မှာလုံနေတော့အိုဘန်းဟာဖောက်တဲ့တယောက်စီကနေတခိုးလို့ဆွဆွဲခံရပါတယ်ဒါကြောင့်သူမကိုရဲစခန်းခေါ်သွားကြတာပေါ့
သူမအပြင်ထွက်နိုင်ဖို့အတွက်အာမခံကြီးလိုအပ်ပါတယ်။ဒါကြောင့်အိုဘန်လည်းမာရုစီကိုဖုန်းဆက်ဖို့ကလွယ်လို့တခြားသူမရှိတော့ပါဘူး။ဒါပေမဲ့မာရုကအစည်းအဝေးလုပ်နေတာကြောင့်ဖုန်းကသူ့နားမှာမရှိနေပါဘူး။အတွင်းမှုအန်ကတော့အထက်ကိုဝင်သွားပြီးဖုန်းမိတဲ့အောင်ကြားတဲ့အတွက်အိုဘန်အခက်အခဲဖြစ်နေတယ်ဆိုတာသိသွားတာပေါ့။ဒါကြောင့်အတွင်းမှုအန်ကရဲစခန်းကိုသွားပြီးသူ့မောင်အာမခံနဲ့ထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့အိုဘန်အပြင်ကိုထွက်လာတဲ့အခါမှာပဲတီးရောက်ကသူ့မောင်မတော်ဆဝင်တိုက်လိုက်လို့သူ့မကြမ်းမော်ကိုလဲကျသွားခဲ့ပါတယ်။အိုဘန်ကအတွင်းမှုအန်ရဲ့ကြောပြင်ကိုအဝေးကနေလှမ်းမြင်ရတဲ့အခါအဲ့ဒီနေ့ကသူ့မအဆွန့်ပစ်ခံရတဲ့မြင်ကွင်းကိုရုပ်တရက်သတိရပါပါတယ်။အိုဘန်ရဲ့ပုံစံကိုကြည့်ပြီးဒီလူကြီးရတယ်သူ့မတစ်ခုမှတ်မိသွားပြီဆိုတာရိမ့်မိလိုက်တာပေါ့။အတွင်းမှုအန်ကလင်းလက်မှတ်ကိုထုတ်ပေးပြီးအိုဘန်ကိုနိုင်ငံခြားမှာပညာသွားသိခြင်းတွေ့မှာလို့ပြောတဲ့အခါမှာတော့အိုဘန်ကတော့သူ့ရဲ့စီစဉ်မှုကိုနားမထောင်ချင်ပါဘူး။သူမညင်လိုက်တဲ့အခါဒီလူကလည်းအရန်တော်သားထွက်သွားတာပေါ့။သူမဘာတွေမှတ်မိတယ်လဲလို့မေးလိုက်ပါတယ်။အိုဘန်ကလည်းဘာမှဖုံးကွယ်မထားပဲအဲ့ဒီနှစ်ကသူမကိုဆွန့်ပစ်ခဲ့တဲ့သူကအတွင်းမှုအန်ဆိုတာတီးထားတဲ့အကြောင်းပြောလိုက်ပါတယ်။အတွင်းမှုအန်ကလည်းသူ့ရဲ့အဖြစ်တွေပေါ်မှာကြောက်လို့အိုဘန်ကိုသူ့အလိုလိုထွက်သွားအောင်လှုပ်ဖို့အတွက်နီးလက်တစ်ခုစဉ်းစားလိုက်တာပေါ့။ညဘက်အိုဘန်အိပ်ဖို့ပြင်နေတော့တခိုးတယောက်ကရုတ်တရက်ခိုးဝင်လာပါတယ်။အတွင်းမှုအန်ကအချိန်မီရောက်လာပြီးအိုဘန်ကိုကယ်တင်ပေးခဲ့ပါတယ်။အိုဘန်ကလည်းဒီလူကြီးရဲ့အကူအညီတွေအရန်ကျေးဇူးတင်သွားတာပေါ့။ဒါပေမဲ့လည်းဒါတွေကအတွင်းမှုအန်ရဲ့ကိုယ်တိုင်ဇညွှန်းရည်တဲ့ပြဿနာတစ်ခုသာဖြစ်ပါတယ်။မာရုကအိုဘန်ရဲ့အခြေအနေကိုသိသွားတဲ့အခါမှာတော့အယောင်စိတ်ပူသွားတာပေါ့။ဒါကြောင့်မာရုကသူ့ရဲ့ဖခင်ကိုသွားရှာပြီးသူ့အဖေကသူ့မကိုကူညီနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။မာရုရဲ့အဖေကလူတွေပြောသလိုမျိုးလေလွင့်နေတဲ့သူမဟုတ်ပဲတကယ်တော့သူကအရန်ချမ်းသာပြီးရိုးရိုးအေးနေထိုင်နေတဲ့သူပါ။မာရုရဲ့အဖေကအိုဘန်ကိုဗလက်အိမ်ကြီးကိုခေါ်သွားပြီးဒီနေရာကိုအိုဘန်ရဲ့မွေးသားအမေနဲ့မင်္ဂလာဦးအိမ်အဖြစ်သုံးဖို့ဝယ်ထားတယ်လို့ပြောပါတယ်။သူမရဲ့ခက်ခဲတွေကိုသူနားလဲသလိုသူမရဲ့မိခင်အရင်အိမ်မှာနေရတာမပြောဘူးဆိုတာလည်းသူသိပါတယ်။ဒါကြောင့်အားလုံးနဲ့အတူနေဖို့ဒီဗီလာကြီးကိုပြောင်းလာဖို့အတွက်သူကပြောလိုက်တာပေါ့။ဒီချိန်မှာပဲမထင်မှပဲဆရာကြီးကင်ကအသက်ရှင်ပြီးပြန်ရောက်လာပါတယ်။သူမချက်တဲ့အရက်ကြောင့်ဆရာကင်ကမတရားဆွဆွဲခံရတော့တည်တဲ့အခါမှာတော့အိုဘန်ကသူ့ပေါ်အရန်အာနာပါတာပေါ့။ဒါကြောင့်အိုဘန်ကအမှန်တရားကိုရှာဖွေဖို့အတွက် Winter Group စီကိုပြန်သွားခဲ့ပါတယ်။အေရွန်လည်းအိုဘန်ပြန်ရောက်တာဆိုတာကြားတော့စိတ်ပူသွားတာပေါ့။အိုဘန်ကသူ့မကိုတန်တရားဝင်မှာကိုအေရွန်ကကြောက်နေတာပါ။နောက်တနေ့မှတော့အတွင်းမှုအန်ရဲ့ဇနီးကကုမ္ပဏီကိုရောက်လာပြီးသူမရဲ့သားနဲ့ချွေးမစကားပြောနေတာမတော်ဆကြားသွားပါတယ်။ဒီခါမှာတော့အိုဘန်ကဆွန့်ပစ်ခဲ့တဲ့သူဟာသူမရဲ့ခင်မွန်းဖြစ်တယ်ဆိုတာသိသွားတာပေါ့။ဒါကိုကြားတဲ့ခါမှာတော့သူမအရင်ထိတ်လန့်သွားပါတယ်။သူမကခင်မွန်းဖြစ်သူကိုဒါတကယ်ပဲလားဆိုမေးခွန်းထုတ်ပါတယ်။ဇနီးဖြစ်သူရဲ့မေးခွန်းနေရှိမှာအတွင်းမှုအန်ကလည်းအမှန်တိုင်းဝင်ခံလိုက်ရတာပေါ့။အဲဒီနှစ်ကသူ့ရဲ့ရောက်ခမကပြင်းပြထန်ဖျားနာနေပြီးကုသဖို့ပတ်စံလိုတာကြောင့်ကုမ္ပဏီရဲ့လိုအပ်ချက်တွေကိုရောင်းစားဖို့လွယ်လို့သူ့မှာရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းဒီအချိန်အိုဘန်လေးကအမှန်တရားကိုဖွင့်ချမှာကိုကြောက်တာကြောင့်သူ့မှာစွန့်ပစ်ခဲ့တာပါ။တတိုက်စရာမဲ့မာရုကလည်းဒီအချိန်ခေါင်းမိုးတက်ကိုတက်လာပြီးအတွင်းမှုအန်ပြောသမျှအကုန်ကြားသွားပါတယ်။မာရုကအိုဘန်ကိုအမှန်တရားအလုံးပြောပြချင်နေတာပါ။အတွင်းမှုအန်ရဲ့ဇနီးကဒါကိုမြင်သွားပြီးသူ့အမြန်တားတာပေါ့။ဒီခွင့်ရေးကိုတုံးပြီးသူမကအိုဘန်ကိုလှေကားနာဆွဲခေါ်ပြီးမာရုကဥက္ကဋ္ဌရဲ့တမတ်ဖြစ်ချင်တာမလို့အိုဘန်ကိုလိန်ညာနေတာပါလို့လိန်ပြောလိုက်ပါတယ်။အဲဒီနောက်သူမကအရန်စိတ်လှုပ်ရှားနေတာကြောင့်အိုဘန်ကိုကြမ်းမြင့်ပေါ်တွန်းချလိုက်ပါတယ်။ဒီလိုလဲကျသွားတာကအိုဘန်ကိုအဲ့ဒီနှစ်ကစွန့်ပစ်ခံရတဲ့မြင်းကွင်းစီပြန်ပြီးရောက်သွားစေတာပါ။ဒါကိုလုပ်ခဲ့တဲ့သူကအတွင်းမှုအန်ဖြစ်တယ်ဆိုတာအိုဘန်ကရှင်းရှင်းလင်းလင်းမှတ်မိသွားပါပြီ။အိုဘန်ကဥက္ကဋ္ဌကိုအမှန်တရားတွေတွားမေးဖို့အတွက်အိမ်ကိုအမြန်ပြန်လာခဲ့ပြီမယ်။အေရွန်ကတော့အိုဘန်ကိုတားဖို့အတွက်သတိလစ်ချင်အောင်ဆောင်လိုက်ပါတယ်။တကယ်လို့အိုဘန်ကသာအမှန်တရားတွေကိုပြောလိုက်ရင်ကုမ္ပဏီကိုစက်ခံခွင့်ရသွားမှအောင်ဒီအမျိုးသမီးကစိုးရိမ်နေတာပါ။အေရွန်နဲ့သူမရဲ့ခင်မွန်နှစ်ယောက်စလုံးကလည်းအိုဘန်အမှန်တရားမပြောနိုင်အောင်နီးလန်းမျိုးစုံနဲ့တားဆီးဖို့ကြိုးစားပါတယ်။အဲ့ဒီချိန်မှာဘေးကတော့အရင်ကတန်ရုံးစင်တွေကိုထပ်မတော်တော့ပါဘူး။သူ့ဖေကိုကာကွယ်နိုင်မယ်ဆိုရင်သူဘာမှမစိုးလို့ဖို့အသင်ပါ။နောက်နေ့မှတော့ဘေးဟာအိုဘန်စီကိုလာပြီးအဲ့ဒီနေ့ကဖြစ်ပျက်တွေကိုမပြောဖို့တတိပေးပါတယ်။အိုဘန်ချိန်ချောက်ခံနေရတာကိုမတို့မြင်သွားတဲ့အခါမှာတော့ဘေးကိုပြေးထိုးပါတယ်။အတွင်းမှုအန်ရဲ့ဇနီးကလည်းသူမရဲ့ခင်မွန်ကိုကာကွယ်ဖို့အတွက်အိုဘန်ရှိမှဒူးထောက်ပြီးခွင့်လွှတ်ဖို့တောင်းပန်ခဲ့တာပေါ့။ပြီးတော့သူမကတားနဲ့ချွေးမကိုကွာရှင်းစာချုပ်ကိုလည်းထုတ်ပြပါတယ်။သူမရဲ့တားနဲ့ဇနီးကပျော်ရွှင်နေခဲ့ကြပြီမဲ့အခုတော့အိုဘန်ကြောင့်လမ်းခွဲရတော့မယ်လို့ပြောပါတယ်။အိုဘန်ကအမှန်တရားကိုပြောချင်နေပြီမဲ့လေအေရွန်ရဲ့အိမ်တော်ကြီးကိုတော့မဖျက်ဆီးချင်ပါဘူး။နောက်တနေ့အိုဘန်လှုပ်သွားတဲ့ခါမှာတော့အေရွန်ခဏခဏအန်နေတာတွေ့ရပါတယ်။အိုဘန်ကအေရွန်ကိုကိုဝင်ရှိသလားလို့အမြန်မိတာပေါ့။အိုဘန်ကယူသားလွန်းတာကိုသိတဲ့အေရွန်ကလည်းအိုဘန်အမှန်တရားမပြောနိုင်အောင်ကိုဝင်ရှိတယ်ဆိုတာကိုအသုံးချဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီချိန်မှာပဲအိုဘန်ရဲ့အဖွားနဲ့အတော်ကဝင်းတာဆိုင်ခွဲတွေကိုတခြားသူတွေစီစီပေါ်ပေါ်နဲ့ခိုးပြီးရောင်းလိုက်ပါတယ်။ဥက္ကဋ္ဌကဒီလူတွေရဲ့လောက်ရက်ကိုထပ်ပြီးတီးမခံနိုင်တော့ပါဘူး။သူမကဒေါသတကြီးနဲ့သူတို့ကိုအိမ်မွားနှင်းချလိုက်ပါတယ်။ဒီလူစုကြီးကသွားစရာမရှိတာကြောင့်အတွေးမှုအိမ်စီကိုပဲပြေးသွားကြတာပေါ့။ဒါအမြင်နဲ့အတွေးမှုရဲ့ဇနီးကမကောင်းတဲ့အကြံတစ်ခုရသွားပါတယ်။သူမကခင်မွန်းဖြစ်သူရဲ့ကိုစားဥက္ကဋ္ဌနေရာကိုယူခြင်းတယ်လို့ပြောပါတယ်။နောက်နေ့မှာတော့ဥက္ကဋ္ဌကသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။အတွေးမှုရဲ့ဇနီးကဒီအခွင့်ကိုလက်လွတ်မခံပါဘူး။သူမကအဖွားဖြစ်သူကိုဥက္ကဋ္ဌအကြောင်းမီဒီယာတွေရှိမှတမင်မကောင်းပြောခိုင်းလိုက်ပါတယ်။အဖွားကလည်းဒီမျိုးသမီးရဲ့စကားကိုယုံသွားတာပေါ့။မီဒီယာတွေရှိမှပဲအဖွားကဥက္ကဋ္ဌကြီးဟာသူ့မောင်ကိုအိမ်မွားနှင်ချတယ်လို့ပြောလိုက်ပါတယ်။ဒါအမြင်တော့အာရုံကလည်းအဖွားရဲ့စကားတွေကိုအမြန်ဖြတ်ပြောတာပေါ့။ဒီချိန်မှာအိုဘန်ကထူးခြားတဲ့အရာတစ်မျိုးကိုတည်ပြီးရောက်လာပါတယ်။အဖွားကအခွင့်အရေးကိုတုံးပြီးအိုဘန်ဟာသူမရဲ့မိဘရင်းနဲ့စွန့်ပစ်တာခံရတဲ့သူဖြစ်တဲ့အကြောင်းသတင်းတောက်တွေကိုပြောပြလိုက်တာပေါ့။အခုထိလည်းအိုဘန်ဟာမိဘပြစ်တာမရသေးဘူးလို့ဆိုပါတယ်။
အဖွားရဲ့စကားတွေကြောင့်သတင်းတောက်တွေအံ့ဩသွားပြီး Winster Group ရဲ့လူအများစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ဒါနဲ့ချွေးမအပြင်ထွက်သွားပြီးတဲ့နောက်မှာတော့အတွင်းမှုဇနီးက Winter Group ကိုတိမ်မဖို့နီလန်းရှာမယ်လို့ပြောပါတယ်။ဒီအချိန်မှာပဲမထင်မှတ်ပဲအိုဘန်းကလည်းသူတို့ပြောနေတဲ့စကားတွေကိုကြားသွားတာပေါ့။အိုဘန်းကလည်းဒီလိုမျိုးမလုပ်ဖို့သူမကလည်းဒီလိုမျိုးလုပ်ရင်လွှတ်ထားမှာမဟုတ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။သတင်းတွေကလည်းဥက္ကဋ္ဌကြီးပေါ်မကောင်းတဲ့ကောလာဟာလာတွေကအမြန်ပြန့်သွားတာပေါ့။လူကြီးကကုမ္ပဏီတကားဝါကိုကျုပ်တွေနဲ့ပြစ်ပေါက်ကြတယ်လို့ဥက္ကဋ္ဌကြီးအိမ်ရှိထီပါလာပြီးပိတ်ကြပါတယ်။လိမ္မာတဲ့တမီတယောက်ဖြစ်ဟန်ဆောင်မှုအတွက်အာရွန်ကသတင်းတောက်တွေရန်ကနေလွတ်အောင်သူမရဲ့အမေကိုခင်မွန်းဖြစ်သူရဲ့အိမ်စီကိုတော့ခေါ်သွားခဲ့တာပါ။ဒီအချိန်မှာပဲသူမကဥက္ကဋ္ဌကိုအနိုင်ယူဖို့နီလန်းရှာကျင်တာပါ။အတွင်းမှုဇနီးကသတင်းတောက်တွေကိုတစိုးလက်ဆောင်ပေးလိုက်ပါတယ်။သူမကဥက္ကဋ္ဌကိုအင်တာဗျူးကိုသတင်းတောက်တွေကိုအိမ်ထဲကိုပေးဝင်လိုက်တာပါ။အိုဘန်းနဲ့မာရူတို့ကတော့သူတို့စကားပြောနေတာကြားသွားပြီးဥက္ကဋ္ဌကိုအခက်အခဲတွေကနေကဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာပဲအိုဘန်းကသတင်းတောက်တွေရဲ့အင်တာဗျူးကိုလက်ခံလိုက်ပြီးမိသားစုဝင်တွေထဲမှာရှုပ်ထွေးမှုတွေဖြစ်အောင်သူကပဲလုပ်ခဲ့တာလို့ဝန်ခံခဲ့ပါတယ်။မွေးစားမိကအိုဘန်းကဥက္ကဋ္ဌကိုကူညီခြင်းမှန်းသိသွားတာကြောင့်အိုဘန်းကိုဥက္ကဋ္ဌစီပြန်သွားပြီးကိစ္စတွေကိုဖြေရှင်းဖို့ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့အိုဘန်းဥက္ကဋ္ဌအိမ်ကိုရောက်တဲ့အခါမှာတော့ဥက္ကဋ္ဌအဖွားရဲ့ကဲရဲ့လှောင်ပြောင်တော့ခံရတာတွေ့ရပါတယ်။အဲဒီမြင်ကွင်းကိုမြင်ရတဲ့အိုဘန်းကအရန်စိတ်မကောင်းဖြစ်သွားတာပေါ့။ဥက္ကဋ္ဌကိုအားပေးဖို့အတွက်အိုဘန်းကသူ့မကိုပထမဆုံးအကြိမ်အမေလို့ခေါ်လိုက်ပါတယ်။အခုထိတော့ဥက္ကဋ္ဌကြီးကအတွေးမှုရဲ့မျက်နှာဖုံးကိုမမြင်ရသေးပါဘူး။သူမကသူ့ကိုခလေးရှာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရုံသာမကပဲသူ့ကို Winter Group ရဲ့ Driver အဖြစ်ပါယာတူတိုးပြီးကိုဆုံးဖြတ်လိုက်ပါတယ်။အိုဘန်းကတော့သူမရဲ့အမေရဲ့လုပ်ရက်တွေကြောင့်ဇဝေဇွာဖြစ်နေပါတယ်။အိုဘန်းကအထက်ကိုအမြန်ဝင်ပြီးအတွင်းမှုသူမကိုဆွန့်ပစ်ခဲ့တဲ့အမှန်တရားကိုပြောဖို့ပြင်လိုက်ပါတယ်။ဒီချိန်မှာထင်မှပဲအိုဘန်းကိုတားဖို့အတွက်အာရွန်ကသူမကိုဝင်ရှိနေတယ်လို့လိန်ပြောလိုက်ပါတယ်။အာရွန်အတွက်ပျော်နေတဲ့အမေဖြစ်သူကိုကြည့်ပြီးအိုဘန်းကလည်းဒီပျော်စရာကောင်းတဲ့အငွေ့အသက်တွေကိုမဖျက်ဆီးချင်တာကြောင့်အတွင်းမှုရဲ့မျက်နှာဖုံးကိုခစ်တာတော့မခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။အာရွန်ကလည်းသူမအမေကိုလိန်လိုက်ရလို့စိတ်မကောင်းဖြစ်နေပြီးဘာမှအရက်သွားတော့ပါတယ်။သူမရဲ့ခင်မွန်ကလည်းသူမကိုအိမ်ပြန်ခေါ်လာတာပေါ့။အိမ်ရောက်တဲ့ခါမှာတော့အာရွန်ကသူမမှာကိုဝင်ရှိတယ်လို့ဟန်ဆောင်ခဲ့တယ်လို့ပြောလိုက်ပါတယ်။တရိုက်စတိုင်းပဲဒါကိုဥက္ကဋ္ဌနဲ့အိုဘန်းတို့ကြားသွားပါတယ်။အိုဘန်းကသူမအာရွန်ရဲ့လိန်ညာတာကိုခံမှန်းသိသွားတာပေါ့။ဒီတစ်ခါတော့အိုဘန်းကဘလို့မှမထိန်တော့ပါဘူး။အားလုံးရဲ့ရှေ့မှာအဲ့ဒီနေ့ကအတွေးမှုအန်လုပ်ခဲ့တဲ့အမှန်တရားတွေကိုဖွင့်ချလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ခါမှာတော့အားလုံးကကိုနားကိုမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဥက္ကဋ္ဌပေါ်အမြဲတမ်းသစ္စာရှိတဲ့အတွေးမှုအန်ကဒီလိုလုံးရမျိုးလှုပ်ရက်တယ်လို့ဘယ်သူမှမထင်ထားခဲ့ကြလို့ပါ။ဒါကြောင့်အဖေဖြစ်သူကလည်းသူသမီးနဲ့အတွေးမှုအန်တို့နှောက်ထပ်ဘာပတ်သက်မှုမှမရှိချင်တော့ပါဘူး။ဒါကြောင့်သူကဒေါသတကြီးနဲ့အေရွန်ကိုသူမခင်မွန်းအိမ်ကနေဆင်းသွားဖို့အတင်းကျပ်ခိုင်းတာပေါ့။ဒါပေမဲ့လည်းအေရွန်ကတော့ပြပြသားညင်းဆိုခဲ့ပြီးဘလူနီနဲ့မှထွက်မသွားနိုင်ဘူးလို့ပြောပါတယ်။အဲဒီနေ့ကအတွေးမှုအန်လုပ်ခဲ့တဲ့အမှန်တရားကိုသိသွားတဲ့အခါမှာသူမလည်းတော်တော်လေးတုန်လှုပ်သွားခဲ့ရတာပါ။အတွေးမှုအန်ကသူမရဲ့သမီးကိုရှာပေးဖို့တစိုးတော့ကူညီပေးနေခဲ့တာဟာတကယ်တော့သူမတို့သားမိနှစ်ယောက်ပြန်မဆောင်အောင်တားဆီးဖို့အတွက်ပဲဆိုတာဒီကနေ့မှတော့သူမနားလည်သွားပါပြီ။နောက်တနေ့မှတော့အတွေးမှုအန်ရဲ့ဇနီးဖြစ်သူကကုမ္ပဏီကိုအပြေးလွှားသွားပြီးဥက္ကဋ္ဌကြီးစီမှာခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်။သူမဥက္ကဋ္ဌကြီးအနေနဲ့သူမရဲ့ခင်မွန်ကိုခွင့်လွှတ်ပေးဖို့မျှော်လင့်ခဲ့ပေမဲ့လည်းဥက္ကဋ္ဌကြီးကတော့အတွေးမှုအန်ရဲ့လုပ်ရက်တွေကိုလုံးဝလက်မခံနိုင်ပါဘူး။သူမကသူ့ကိုယာရုကနေနှုတ်ထွက်ပြီး Winter Group ကနေထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့အတွေးမှုအန်ကသူ့ရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင်ဥက္ကဋ္ဌကြီးရဲ့စကားတခွန်းနဲ့ထွက်သွားမှာကိုလက်မခံနိုင်ဘူးလို့ချစ်ချင်းပဲပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းမာရူရဲ့အဖေကသူဟာချမ်းသာတဲ့သူတယောက်ဆိုတာအမှန်တရားကိုဖုံးကွယ်မထားတော့ပါဘူး။အိုဘန်းရဲ့မွေးစားအမိကိုစိုင်ဝယ်ပေးခဲ့ရုံနဲ့မကပဲအိုဘန်းကိုလည်းအစ်စ်မြင့်စားသောက်ဆိုင်မှာတွားပြီးကျွေးမွေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအဖွားဖြစ်သူကလည်းအတွေးမှုအန်လုပ်ခဲ့တဲ့ကိစ္စတွေကိုတီးသွားခဲ့တာပေါ့။အတွေးမှုအန်ကသူမရဲ့မိမလေးကိုဆွန့်ပစ်ခဲ့တယ်ဆိုတာသိရတဲ့အခါမှာတော့သူမရဲ့သမီးကိုပါခေါ်ပြီးအတွေးမှုအန်ရဲ့အိမ်ကိုဒေါသတကြီးတွားရောက်ဆူပူချိန်မောင်းပါတယ်။အတွေးမှုအန်ရဲ့ဇနီးကလည်းဒေါသတွေအရန်ထွက်ပြီးစိတ်ုံတင်ရတဲ့အထိဖြစ်သွားခဲ့တာပါ။သူမသတိရလာတဲ့အခါမှာတော့သူမရဲ့ချွေးမဖြစ်သူကတားဖြစ်သူနဲ့အမြဲတမ်းကြွားရှင်းပေးဖို့မျှော်လင့်ခဲ့ပါတယ်။ဒီလိုမှပဲသူတို့မိသားစုအေးစေးနေနိုင်မှာမလို့ပါ။အေရွန်ကတော့ခက်ခက်ခဲခဲတီးစားထားတဲ့ဒီအိမ်တော်ကြီးကိုလက်မတလို့ချင်တာကြောင့်အိုဘန်းစီသွားပြီးအတွေးမှုရဲ့လုပ်ရက်တွေကိုခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့တာပေါ့။အေရွန်ကလွန်ခဲ့တဲ့2020ကကိစ္စတွေဟာဘာမှဖြစ်ခဲ့တယ်လို့သဘောထားပြီးပြောခဲ့ပါတယ်။ဥက္ကဋ္ဌကြီးကလည်းအေရွန်ပြောလိုက်တဲ့စကားတွေကိုမတော်တဆကြားသွားပြီးအတွေးမှုအန်လုပ်ခဲ့တဲ့လုပ်ရက်တွေကိုသူမအနေနဲ့လုံးဝလက်မခံနိုင်ခဲ့ပါဘူး။ဒါကြောင့်ဥက္ကဋ္ဌကြီးကဒီတောင်းဆိုချက်ကိုလုံးဝလွယ်လွယ်ကူကူသဘောတူမှာမဟုတ်ဘူးလို့ပြောပါတယ်။နောက်တစ်ဖက်မှာလည်းအတွေးမှုအန်ကအိမ်ထဲကရှုပ်ရှုပ်ထွေးထွေးဖြစ်နေတဲ့အခြေအနေကိုမြင်ပြီးလွန်ခဲ့တဲ့20ကသူ့ရဲ့လုပ်ရက်တွေကဒီလိုမျိုးကြားလက်ရှိလာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။ဒါကြောင့်သူကတတိစိတ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အတွေးမှုအန်ရဲ့ဇနီးကသူမရဲ့ခင်မွန်ကိုဆက်သွယ်လို့မရတာကြောင့်ဥက္ကဋ္ဌကြီးအိမ်ကိုဒေါသတကြီးတွားရောက်တာပေါ့။သူမဥက္ကဋ္ဌကြီးကိုတော့မှသူမရဲ့ခင်မွန်အပေါ်တာဝန်မယူဘူးဆိုပြီးအပြစ်တွေဝင်ဖန်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့အိုဘန်းကဒီလိုလူမျိုးကိုဘာဆက်ပြောရမှန်းတော့မသိတော့ပါဘူး။အစာကလေးကအခုထိသူမဟာတားကောင်တရားဖြစ်ခဲ့တာပါ။အတွေးမှုအန်ရဲ့လုပ်ရက်တွေကြောင့်ပဲအိုဘန်းနဲ့သူမရဲ့မိဘတွေဟာ20ကျော်ကွဲကွာခဲ့ရတာပါ။ဒီဘက်မှာတော့အတွေးမှုအန်ကလက်လျှော့ဖို့အစီအစဉ်မရှိပါဘူး။အဲဒီအစားသူကတခြားကုမ္ပဏီတစ်ခုရဲ့ဒရိုက်တာကိုတနစ်စိတ်လက်ထိုးခဲ့ပါတယ်။သူကသူတို့ရဲ့အကူအညီနဲ့ဥက္ကဋ္ဌနေရာကိုရယူဖို့ကြိုးစားတာပါ။အေရွန်ကလည်းသူမရဲ့မိဘစကားကိုနားမထောင်ပဲဒီအိမ်တော်ကြီးကိုလက်မလွတ်နိုင်ဖြစ်ခဲ့ပါတယ်။မိသားစုနှစ်စုတင်းတင်းမြတ်ဖြစ်အောင်ကူညီပေးဖို့အတွက်သူမအမေရဲ့တစိမ့်တုံးကိုတနစ်စိတ်ခိုးယူခဲ့တာပေါ့။ပြီးတော့အဲ့ဒီတစိမ့်တုံးယူပြီးဒေဝါလီခံကန်ကြီးဖြစ်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ဆက်ချုပ်ချုပ်ခဲ့ပါတယ်။
မကြခင်မှာပဲကုမ္ပဏီရဲ့စီးရင်စရာတွေမှာပြဿနာရှိနေတာဥက္ကဋ္ဌကြီးကတည်သွားတာပေါ့ဝင်တာဂရုကနောက်တစ်ချိန်အခက်အခဲတွေနဲ့ရင်ဆိုင်ရပြန်ပါပြီအေရွန်ရဲ့လောက်ရဟာအတွင်းမှုအရင်ရည်ရွယ်ချက်တွေနဲ့ထပ်တူကျသွားခဲ့ပါတယ်ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးသူကရှယ်ယာရှင်တွေရဲ့အစည်းအဝေးကိုခေါ်ယူလိုက်ပြီးတခြားရှယ်ယာရှင်တွေနဲ့ပူးပေါင်းကဥက္ကဋ္ဌကြီးကိုတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်သူကဥက္ကဋ္ဌကြီးကိုယာရုကနေထွက်ပြီးဝင်တာဂရုကနေထွက်သွားစေချင်တာပါအိုဘန်းကလည်းဒီအကြောင်းသိသွားတဲ့အခါမှာတော့ CI ကင်စီကိုအပြေးလွှာသွားရှာတာပေါ့ဒါပေမဲ့သူမကဥက္ကဋ္ဌကြီးဘက်ကနေဘလောက်ပဲကောင်းအောင်ပြောပါစေအတွင်းမှုအရင်လူတွေကိုတော့မရှင်းနိုင်ခဲ့ပါဘူးအိုဘန်းနဲ့မာရိုတို့ကတော့ဝင်တာဂရုကိုကာကွယ်ဖို့အတွက်အဲ့ဒီမှာဆက်နေပြီးအတွင်းမှုအန်ကိုအနိုင်ယူဖို့အခွင့်အရေးကိုစောင့်မှုဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာလည်းကုမ္ပဏီရဲ့အရှုံးတွေကိုကာမိအောင်ဥက္ကဋ္ဌကြီးကဗလာအင်ဂျီကိုပေါင်းနေခြင်းနေတယ်ဆိုတာကိုအဖွားဖြစ်သူကသိသွားပါတယ်ဒါကြောင့်သူမကဥက္ကဋ္ဌကြီးကိုကူညီဖို့အတွက်အိမ်ထဲမှာရှိတဲ့ပရီဘော်ကတွေအကုန်လုံးချက်ချင်းပဲရောင်းချလိုက်ပါတယ်တစ်ဖက်မှာလည်းအေရွန်ရဲ့ဘဝတိတ်ပြီးအခြေအနေမကောင်းလာတော့ပါဘူးသူမရဲ့မိသားစုကိုတစ္ဆာဖောက်ခဲ့ရရင်တော့မှအေရွန်ကဘယ်နဲ့တူရှိကျင်နေတာပါဒါပေမဲ့သူမဟာနေတိုင်းရောက်ခမတွေရဲ့ပြစ်တင်ဝေဖန်တာပဲခံရပါတယ်နောက်ရက်မှာတော့အိုဘန်ကဝင်တာဂရုမှာရှိနေသေးတာကိုအေရွန်မြင်သွားပြီးသူမရဲ့ဒေါသတွေကိုညီမဖြစ်သူပေါ်ပုံချပါတယ်အေရွန်ကအိုဘန်ကိုဒီနေရာကနေထွက်သွားဖို့အတင်းကျပ်လုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်စကားများနေတော့မှပဲမာရူရဲ့အဖေကအချိန်မီရောက်လာပြီးတားဆီးပေးခဲ့တာပေါ့တစ်ဖက်မှာလည်းအတွင်းမှုအန်ကရုတ်တရက်ပေါ်လာတဲ့ရှယ်ယာရှင်အကြီးစားဆိုတာဘယ်သူလဲဆိုတော့ဇဝေစွာဖြစ်နေတော့မှပဲမာရူရဲ့အဖေကအိုဘန်ကိုခေါ်ပြီးရုံခန်းထဲဝင်လာခဲ့ပါတယ်မာရူရဲ့အဖေကအဲ့ဒီလေးဝက်စမ်းကြတဲ့ရှယ်ယာရှင်ဖြစ်နေမှသိရတဲ့အခါမှာတော့အတွင်းမှုအန်လည်းချက်ချင်းပဲဥညွတ်ပြီးနှုတ်ဆက်ရတာပေါ့မာရူရဲ့အဖေကအိုဘန်ကိုကောင်းကောင်းဆောက်ရှောက်ပေးဖို့အတွင်းမှုအန်ကိုပြောပါတယ်သူတို့နှစ်ယောက်ထွက်သွားပြီးတဲ့နောက်မှာတော့အတွင်းမှုအန်ရဲ့မျက်နှာတုံးလုံးထိတ်လန့်မှုတွေဖြစ်ပေါ်လာပါတယ်မာရူရဲ့အဖေကတလောက်တော့ဩဇာအာဏာကြီးမားလိမ့်မယ်လို့သူတို့မယုံနိုင်အောင်ဖြစ်ခဲ့ရတာပါဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့မာရူရဲ့အဖေကအိုဘန်ရဲ့မွေးစားအမေကအိုဘန်အတွက်စွဲနေတာကိုတွေ့သွားပြီးတိတ်ပြီးဝမ်းမနေဖို့နှစ်သိမ့်ပေးခဲ့ပါတယ်မကောင်းတာလုပ်တဲ့သူတွေကဝိလက်ခံရမှာဖြစ်လို့အတွင်းမှုအန်ကိုလည်းတိကျပေါက်ပြန်ပေးဆက်ရမယ်လို့ခရီးပေးခဲ့ပါတယ်တစ်ဖက်မှာလည်းပရီဘော်ကတွေအကုန်လုံးအပေါင်ဆုံးသွားတာကြောင့်အိုဘန်ရဲ့မွေးစားအမေကဥက္ကဋ္ဌရဲ့မိသားစုကိုသူမရဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်အိုဘန်ရဲ့မွေးစားအမေကဥက္ကဋ္ဌကြီးကိုအာမနာစေချင်တာကြောင့်သူမရဲ့ဆိုင်မှာပဲအလုပ်ကူလုပ်ပေးဖို့တောင်းဆိုခဲ့တာပါဥက္ကဋ္ဌရဲ့အခြေအနေကိုတီးသွားတဲ့အတွင်းမှုအန်ရဲ့ဇနီးကသူမရဲ့တငယ်ချင်းတွေကိုတမင်တကာခေါ်လာပြီးဥက္ကဋ္ဌကြီးကိုအဆက်ခွဲခဲ့ပါတယ်အရင်ကမန်တက်ခဲ့တဲ့ဥက္ကဋ္ဌကြီးကအခုတော့တန်ရှင်းသမားဖြစ်နေပြီဆိုပြီးသူတို့ကလှုံပြောင်းခဲ့ကြတာပါတစ်ဖက်ကအိုဘန်ရဲ့မွေးစားအမေကတော့အတွင်းမှုအန်ရဲ့ဇနီးရဲ့ရိုင်းစားတဲ့အမှုရာတွေကိုလက်မခံနိုင်တာကြောင့်သူတို့ကိုဆိုင်ထဲကနေဒေါသတကြီးမောင်းထုတ်လိုက်ပါတယ်တစ်ဖက်မှာတော့အေရွန်ကသူမရဲ့ရောက်ခမကိုမျက်နှာလိုမျက်နှာရလောက်ဖို့အတွက်တခြားကုမ္ပဏီတစ်ခုကကြီးညာထုတ်ထားတဲ့ထုတ်ကုန်တစ်ခုကိုယူလာခဲ့တာပေါ့ဒါသူမကိုယ်တိုင်အတစ်သူစီလာလောက်ထားတဲ့ဝါအမျိုးအစားတစ်ပါဆိုပြီးလိန်ခဲ့ပါတယ်အိုဘန်ကအေရွန်ရဲ့အကြံစီကိုတီးသွားခဲ့တာပေါ့ဒါကြောင့်မဟာဗျူဟာမြောက်အစည်းအဝေးမှာအေရွန်ရဲ့အကြောင်းကိုအိုဘန်ကအကုန်ဖွင့်ချလိုက်ပါတယ်ဒီကိစ္စကိုအတွင်းမှုအန်ကတာဝန်ယူထားတာဖြစ်တဲ့အတွက်သူ့ပေါ်မှာလည်းအများကြီးထိခိုက်သွားခဲ့တာပါဥက္ကဋ္ဌကြီးကနေတိုင်းတစ်ဖက်မှာပြင်ပအလုပ်လုပ်ကြတာကိုမြင်တော့အဖွားဖြစ်သူနဲ့တားဖြစ်သူတို့ကလည်းအပြင်မှာအလုပ်ထွက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့သူတို့ကကိုအားကိုပြီးမိသားစုဘဝလေးပိုးကောင်းလာအောင်ကူညီချင်ကြတာပါသူမမေရဲ့အခြေအနေကိုတီးသွားတဲ့အခါမှာအေရွန်ကလည်းအပြစ်မကင်းတယ်လို့ခံစားခဲ့ရပါတယ်အေရွန်ကသူမရဲ့အမေကိုပိုးကောင်းတဲ့နေရာမှာပြောင်းစီခြင်းမိမယ်လေသူ့အမေကတော့အေရွန်ပေါ်မှာလုံးဝစိတ်ပြတ်သွားခဲ့ပါပြီဥက္ကဋ္ဌကြီးကလည်းအေရွန်လုပ်ခဲ့တဲ့လုပ်ရတွေအတွက်ခွင့်မလွတ်နိုင်ခဲ့ပါဘူးနောက်ရက်မှာတော့သတင်းတော်တစ်ယောက်ကဆိုင်အောင်ရောက်လာပြီးဥက္ကဋ္ဌကြီးကိုအင်တာဗျူးဖို့ပြောပါတယ်ဒါဟာအတွင်းမှုအန်ရဲ့ဇနီးကတမင်သက်သက်ခိုင်းလိုက်တာဖြစ်ပါတယ်ဥက္ကဋ္ဌကြီးကလည်းဒေါသတကြီးနဲ့အိုဘန်ရဲ့မွေးစားအမေကိုခေါ်ပြီးအတွင်းမှုအန်ရဲ့အိမ်ကိုသွားပါတယ်ဥက္ကဋ္ဌကြီးကအတွင်းမှုအန်ရဲ့ဇနီးကိုစူပူကျဲမောင်းရုံနဲ့မကပဲအတွင်းမှုအန်ရဲ့ပြစ်မှုတွေကိုပါသတင်းတော်တွေရှင်းမှာဖွင့်ချလိုက်တာပေါ့ဥက္ကဋ္ဌကြီးကဘာမှထပ်ပြီးဖုံးကွယ်မထားခြင်းတော့ပါဘူးအတွင်းမှုအန်ကလည်းဘယ်လိုပဲဖြစ်ဖြစ်လက်လျှော့မှာမဟုတ်ဘူးဆိုတာသူမှသိနေပါတယ်အဲဒီနောက်မှာတော့ကုမ္ပဏီကကြားနာပွဲတစ်ခုကိုအမြန်ဆုံးကျင်းပခဲ့ပါတယ်အတွင်းမှုအန်ကလည်းအရာလုံးကိုမဆုံးရှုံးကျင်တာကြောင့်သူ့ရဲ့ဌာနမှုယာရုကနေမဖယ်ရှားခံရဖို့အတွက်အပြစ်တွေအကုန်လုံးကိုအေရွန်အပေါ်မှာပုံအောလိုက်ပါတယ်အေရွန်ကလည်းအိုဘန်ကအခုလေးတွေသူတင်လာလောက်လာတဲ့ဝိုင်းကိုခိုးယူဖို့ဆုံးဖြတ်လိုက်တာပေါ့အေရွန်ကသူမရဲ့အကြံစီအောင်မီပြီလို့ထင်နေတော့ပါပဲအိုဘန်ကအချိန်မီပေါ်လာပါတယ်အိုဘန်ကအေရွန်ရဲ့အကြံစီကိုတိုက်ရိုက်ဖွင့်ချလိုက်ပါတယ်သူမရဲ့အစီအစဉ်ပြည့်စည်သွားမဲ့တည်တဲ့အခါမှာတော့အေရွန်ကအကြီးကျယ်စိတ်ဓာတ်ကျသွားတာပေါ့မကြခင်မှာပဲဝင်တာဂရုကဝိုင်းချက်ပြိုင်ပွဲကျင်းပမယ့်ရက်ကိုရောက်လာခဲ့ပါပြီအေရွန်ကဒီပြိုင်ပွဲကိုဝင်ပြိုင်မှုစည်ရင်ပေးထားမှန်းတည်သွားတဲ့အခါမှာတော့အတွင်းမှုအန်ကတားဆီးခြင်းပေမဲ့အကြောင်းပြချက်ရှာမရဖြစ်နေပါတယ်သူကအိုဘန်သာအနိုင်ရခဲ့ဥက္ကဋ္ဌကြီးကိုအလုပ်ပြန်ဝင်ခွင့်ပေးမယ်ဒါပေမဲ့အိုဘန်ရှုံးသွားတယ်ဆိုရင်တော့သူမနဲ့သူမအမေဟာဝင်တာဂရုကိုဘယ်တော့မှချိန်မချဘူးလို့ပြောပါတယ်ပြိုင်ပွဲနေ့မှာတော့အတွင်းမှုအန်ကဒိုင်းတွေကိုလက်ထိုးဖို့ကြံစည်ခဲ့ပါတယ်သူကအေရွန်ကိုအနိုင်ရကူညီဖို့ကြံစည်ခဲ့တာပါကံမကောင်းထောင်းမစွာနဲ့ပဲမာရူရဲ့အဖေကဒါကိုတီးသွားပြီးအတွင်းမှုအန်ရဲ့အကြံစီကိုအချိန်မီတားဆီးနိုင်ခဲ့ပါတယ်အတွင်းမှုအန်ဟာလူများရှိမှအိုရွန်ကပထမဆုံးရပါတယ်လို့ကြေညာလိုက်ရပါတယ်အိုဘန်ကစူးရသွားတဲ့အတွက်အရန်ကိုပျော်နေခဲ့တာပေါ့အတွင်းမှုအန်ဟာလည်းရှယ်ယာရှင်တွေရှိမှဥက္ကဋ္ဌကြီးကိုဝင်တာဂရုမှအလုပ်ပြန်ဝင်ပေးရမယ်ဆိုတဲ့သူ့ရဲ့ကတိကိုတီးခဲ့ပါတယ်အတွင်းမှုအန်ကသူ့ရဲ့ဒေါသတွေအကုန်လုံးကိုအေရွန်အပေါ်ပုံချလိုက်ပြီးဒေါသထွက်လို့သူမကုမ္ပဏီခွဲတစ်ခုစီကိုတော့ပြောင်းရွှေ့လိုက်တာပါအေရွန်ကထွက်မသွားခင်မှာသူမအမေစီတွားတွေ့ခြင်းခဲ့ပေမဲ့အတွေ့မခံမဲ့အိမ်ကနေမောင်းထုတ်ခံလိုက်ရပါတယ်အဲဒီနောက်မှာတော့အေရွန်ကကမ်းခြေကိုသွားပြီး
သူမလှုပ်ခဲ့သမျှတွေကိုပြန်တွေးနောင်နာရနေတာပေါ့နောက်တော့သူမအမေကိုဝင်းတာဂရုကိုပြန်ရအကူအညီပေးဖို့အတွက်အေရွန်ကအတွေးမှုအန်စီကိုပြန်သွားခဲ့ပါရီသူမကသူ့အတွက်ဘာမှမဆိုလုပ်ပေးပါမယ်လို့ပြောခဲ့ပါတယ်တကယ်တော့သူမဟာအတွေးမှုအန်ကိုအနိုင်ယူဖို့တက်တည်တွေစူးစမ်းဖို့အခွင့်အရေးကိုယူချင်ခဲ့တာပါအဖွားနဲ့အတော်ဖြစ်သူကလည်းအေရွန်ကိုတစ္ဆာပေါက်လို့ပြောနေကြပေမဲ့အိမ်မှာပဲဆက်နေခွင့်ပေးပါတယ်အရာအလုံးကအစင်ပြေချောမွေ့နေခဲ့ပါတယ်မာရူနဲ့အိုဘန်တို့ကလည်းလူများရဲ့ကောင်းကြီးပေးမှုတွေနဲ့အတူအရန်ရိုမက်တစ်ဆန်နဲ့မင်္ဂလာဆောင်လေးကိုကျင်းပခဲ့ပါတယ်အဲဒီနေ့မှာပဲအလုံးလုံးနေတော့ဥက္ကဋ္ဌကြီးရုတ်တရက်သတိလစ်သွားခဲ့တာပေါ့ဒါဟာပထမဆုံးချိန်မဟုတ်တဲ့အတွက်သူမကလူတိုင်းကိုဖုံးကွယ်ထားပြီးစီးရုံမှာစစ်ဆေးမှုခံယူခဲ့ပါတယ်ဒါပေမဲ့သူမမှာကင်ဆာရှိနေပြီဆိုတာသိလိုက်ရပါတယ်ဥက္ကဋ္ဌကြီးကဒါကိုမိသားစုမပြောပြချင်ပါဘူးအဲဒီစားသူမကမိသားစုရဲ့နောင်ရေးအတွက်ပဲအထူးစိုးရိမ်နေတာပါဥက္ကဋ္ဌကြီးကနောက်တစ်ချိန်မှာအိုဘန်ရဲ့မွေးစားအမေကအိုဘန်ကိုသူမရဲ့သမီးအရင်လိုပဲဆက်ဆံပြီးစောင့်ရှောက်ပေးဖို့မျှော်လင့်နေခဲ့တာပါဥက္ကဋ္ဌကြီးရဲ့အပြုမှုတွေကမကြသေးခင်ကထူးဆန်းတာတွေမြင်တော့ဘာဖြစ်တယ်လဲဆိုတာကိုဘယ်သူမှနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်နောက်ရက်ကုမ္ပဏီရဲ့အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးမှာမာရူရဲ့အဖေကဥက္ကဋ္ဌကြီးကိုအရေးကြီးတဲ့ယာရုတစ်ခုပေးဖို့အကြံပြုခဲ့ပါတယ်ဒါပေမဲ့အတွင်းမှုအန်ကတော့တနေ့မှာဥက္ကဋ္ဌကြီးကသူ့ကိုအနိုင်ယူသွားမှကြောက်တာကြောင့်အပြင်းထန်ကန့်ကွက်ခဲ့ပါတယ်စီဝေးပြီးတဲ့နောက်မှာတော့အတွင်းမှုအန်ကဥက္ကဋ္ဌကြီးကိုချက်ချင်းသွားရှာပြီးကုမ္ပဏီကနေအမြန်ထွက်သွားဖို့အတင်းကျပ်ခိုင်းခဲ့ပါတယ်ဒါပေမဲ့နောက်ရက်မှာတော့အတွင်းမှုအန်စေးုံသွားတဲ့အခါမှာတော့ဥက္ကဋ္ဌကြီးမှာကင်ဆာရှိနေပြီဆိုတာမတော်တဆကြားလိုက်ရတာပေါ့အတွင်းမှုအန်ကလည်းဥက္ကဋ္ဌကြီးကကင်ဆာဖြစ်နေတာတော့မှနေတိုင်းပေးပေးမဲ့အလုပ်တွေလုပ်နေအောင်မြင်သွားပါတယ်သူကအတ္တကြီးသူဖြစ်ပေမဲ့လည်းအပြစ်မကင်းတယ်လို့ခံစားလိုက်ရပါတယ်ဥက္ကဋ္ဌကြီးကသူမရဲ့မိသားစုနဲ့အတူလှပတဲ့အမှတ်တရတွေပိုရှိနေတာကြောင့်အလုပ်လုပ်ရင်းနဲ့ကိုဂီယူဆိုင်ဖို့သူကတိုက်တွန်းခဲ့ပါတယ်ဥက္ကဋ္ဌကြီးကမိသားစုလိုက်ခီးထွက်ဖို့အကြံပြုခဲ့တာပေါ့မိသားစုတစ်ခုလုံးပျော်ပျော်ရွှင်ရွှင်နဲ့တပ်ပုံတူရိုက်ခဲ့ကြပါတယ်ဥက္ကဋ္ဌကြီးကလည်းအရန်ကိုကျဉ်းနှက်ပီတိဖြစ်နေခဲ့တာပေါ့အဲဒီအချိန်မှာပဲသူမရဲ့ထက်မြက်ပြီးတော်ကြတဲ့သမီးနှစ်ယောက်ကသူ့မာနာမှာရှိနေခဲ့တာပါညဘက်မှာတော့ဝေဒနာခံစားနေရတာကြောင့်ဥက္ကဋ္ဌကြီးကမိဖို့ကြောင့်လည်းတိတ်တဆိတ်သွားပြီးစီးတောက်ခဲ့ပါတယ်မတည့်ပဲမဲ့ဒီချိန်အိုဘန်ကလည်းအဲ့ဒီကိုရောက်လာပြီးဥက္ကဋ္ဌကြီးစပွဲပေါ်မှာတင်ထားတဲ့ဆေးပလင်းကိုတွေ့သွားပါတယ်ဒါကြောင့်နောက်ရက်မှာတော့အိုဘန်ကလည်းတန်တရားနဲ့စီးဆိုင်သွားမိခဲ့တာပေါ့ဒီတော့မှသူမအမေဟာကင်ဆာဖြစ်နေတယ်ဆိုတာသိလိုက်ရပါတယ်သူမမိမဘာယောဂရှိနေလဲဆိုတာသိရအောင်အိုဘန်ကဆေးရုံထိနိုင်အောင်ခံလိုက်သွားခဲ့တာပါသူမမေဆေးရုံကထွက်ပြီးတဲ့နောက်ဆရာဝန်စီမှာသူမမေမှာအသေးကင်ဆာဖြစ်နေတယ်ဆိုတာသိခဲ့ရပါတယ်အိုဘန်ကလည်းအခြေအနေကိုလက်မခံနိုင်အောင်ဖြစ်သွားတာပေါ့အိုဘန်ကအေရွန်စီကိုချက်ချင်းသွားပြီးအမေရဲ့အခြေအနေကိုပြောပြပါတယ်သူတို့ဖေကလည်းသူတို့စကားပြောနေတာမတော်တဆကြားသွားတာပေါ့ဒါကြောင့်သူတို့၃ယောက်စလုံးဥက္ကဋ္ဌကြီးကိုတိုက်ရိုက်မိဖို့အိမ်ကိုချက်ချင်းပြေးလာခဲ့ပါတယ်အိုဘန်ကသူမမေကိုအမှန်တိုင်းပြောပြဖို့မျှော်လင့်ခဲ့တာပါဆွေမျိုးသားချင်းတို့ရဲ့မေးမြန်းမှုကိုရင်ဆိုင်ရတဲ့ခါမှာတော့ဥက္ကဋ္ဌကြီးကနောက်ဆုံးမှာသူမရဲ့ယောဂအကြောင်းဖွင့်ပြောလိုက်ပါပြီဒါကိုအားလုံးကြားတဲ့ခါမှာတော့သူတို့အားလုံးဒီအမှန်တရားကိုလက်မခံနိုင်အောင်ဖြစ်တာပေါ့ဒီညမှာပဲမိသားစုတစ်ခုလုံးတူတူတိုင်ပင်ခဲ့ကြပါတယ်သူတို့ကဥက္ကဋ္ဌကြီးကိုစိတ်ကူးတာမှုခံယူစေချင်တာဖြစ်ပါတယ်ဒီလိုနဲ့ပဲနောက်သတင်းမှာတော့သူတို့ကဥက္ကဋ္ဌကြီးကိုစေယုံကိုခေါ်သွားကြပါတယ်ဒါပေမဲ့ဥက္ကဋ္ဌကြီးကကူးသားဖို့အရေးကြီးတဲ့အချိန်ကာလကိုလွန်သွားတဲ့အတွက်ဆရာဝန်ကအသေးစားထုတ်ဖို့အကြံပြုခဲ့တာပေါ့ဒါကိုကြားတဲ့အခါမှာတော့အိုဘန်နဲ့အေရွန်တို့ကလည်းချက်ချင်းတက်ဆိုင်မှုရှိမရှိစစ်ဆေးဖို့အပြိုင်ဆိုင်ဖြစ်လာပါတယ်ဒီကြတော့မှအတွင်းမှုအန်ကလည်းအေရွန်ကသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာသိလိုက်ရပါတယ်သူ့ရဲ့တမတ်ဖြစ်သူကိုကုမ္ပဏီကနေထုတ်ပြဖို့အတွက်အတွင်းမှုအန်ကသူ့ရဲ့တမတ်ကိုအစိုးရရန်ပုံငွေကိုခိုးယူတယ်ဆိုပြီးမဟုတ်မတရားဆွဆွဲပါတယ်ဒါကြောင့်အေရွန်တယောက်အလုတ်ကနေနှုတ်ထွက်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုလက်ခံမှုအတင်းကျပ်ခိုင်းခံခဲ့ရပါတယ်အေရွန်လည်းတိမခံနိုင်တော့ပဲအတွင်းမှုအန်ရဲ့ရာဇဝတ်မှုအထောက်အထားတွေသူ့မှာရှိတယ်လို့ပြောလိုက်ပါတယ်အခုသူ US ကအောင်သွားပြီးသူ့ရဲ့ကြံစည်မှုတွေကိုဖော်ထုတ်မှလို့ဆိုပါတယ်ဒါပေမဲ့သူထွက်သွားတဲ့အခါမှာတော့စေယုံကနေဖုန်းဝင်လာပါတယ်အဲ့ဒါကတော့အသေးစားထုတ်ဖို့အတွက်သူနဲ့သူ့ရဲ့အမေကတက်ရောက်မှုတက်ဆိုင်မှုအရန်အောင်မြင်ပါတယ်ဆိုတာသိသွားခဲ့ပါပြီအေရွန်ကချက်ချင်းပဲစေယုံကိုသွားခြင်းပေမဲ့အတွင်းမှုအန်ရဲ့လူတွေကတားဆီးခဲ့လို့မတော်တဆကားမှမှုဖြစ်ခဲ့ပါတယ်အေရွန်ချက်ချင်းပဲသတိမေ့သွားခဲ့ပြီးအတွင်းမှုအန်ကဒေါင်းမြင်ပေမဲ့အရေးပေါ်ကမခေါ်ပဲသူ့ရဲ့ရာဇဝတ်မှုအထောက်အထားတွေအားလုံးကိုဖျက်ဆီးဖို့အခွင့်အရေးယူခဲ့ပါတယ်အေရွန်ကားမှပြီးစေယုံတက်ရတယ်လို့ကြားတဲ့အခါမှာတော့မိသားစုတစ်ခုလုံးအပြေးလွှားနဲ့စေယုံရောက်လာကြတာပေါ့ဘေလ်ကလည်းသူ့ရဲ့ဇနီးရဲ့ကားတိုက်မှုကသူ့ရဲ့မွေးဖခင်နဲ့ဆက်ဆက်နေရဆိုတာကိုတန်တရားဝင်သွားခဲ့ပါတယ်သူ့ဖခင်ရဲ့ပါဇက်ကနေအဖြေကိုကြားချင်ခဲ့တာပါသူ့ရဲ့အပြစ်တွေကိုဖုံးကွယ်ဖို့အတွက်အတွင်းမှုအန်ကအေရွန်ကိုထိခိုက်အောင်လုပ်တာမဟုတ်ဘူးလို့ခိုင်မာစွာညှင်းဆန်ခဲ့ပါတယ်ဘေလ်ကလည်းသူ့ရဲ့အဖေဆက်ပြီးမှားယွင်းနေတာကိုမမြင်ချင်တော့တဲ့အတွက်ကားရဲ့သွားခဲ့တဲ့မှတ်တမ်းတွေကိုအိုဘန်ကိုပေးလိုက်ပါတယ်နောက်တနေ့နှစ်ပတ်လည်အခမ်းအနားမှာတော့အတွင်းမှုအန်ကစင်မော်မှာယုံကြည်မှုအပြည့်နဲ့ရက်နေတော့ဥက္ကဋ္ဌကြီးကိုထိခိုက်ဖို့သူ့ရဲ့လက်အောက်ငယ်သားတွေကိုအမိန်ပေးနေတဲ့မြင်ကွင်းတစ်ခုကဆက်ခရစ်မော်မှာရုတ်တရက်ပေါ်လာခဲ့တာပေါ့ဒီအတွက်ကျေးဇူးတရားမလားတော့မသိပါဘူးဝန်ထမ်းအားလုံးအတွင်းမှုအန်ဒီလူစားဖြစ်တယ်ဆိုတာသိသွားခဲ့ပါတယ်လူတိုင်းအားလုံးလည်းစိတ်ပြည့်စွာထွက်ခွာသွားကြပါတယ်အတွင်းမှုအန်အခုဆိုရင်တယောက်တည်းကြဲခဲ့ပြီးဘယ်သူ့ကိုမှအားကိုးရမလဲဆိုတာမသိတော့ပါဘူးဒီချိန်သူလည်းကုမ္ပဏီကိတ်မှာဒေါသထွက်နေတော့ရဲတွေရောက်လာပြီးငွေလွှဲပြောင်းမှုနဲ့ဖမ်းဆီးသွားခဲ့ပါတယ်တစ်ဖက်မှာလည်းအိုဘန်ကကိုဝင်ရှိနေပြီဆိုတာတွေးခဲ့ရပါတယ်ဒါပေမဲ့သူလုံးဝမပျော်ရွှင်ခဲ့ပါဘူးအေရွန်ကသတိမေ့နေတာကိုဝင်ရှိနေတာကြောင့်သူ့အမေအတွက်အသေးစားလို့မရနိုင်တော့ပါဘူးအိုဘန်အရန်ကိုစိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရပါတယ်ဥက္ကဋ္ဌကြီးကအိုဘန်ကိုစိတ်မစင်းရဲစေဖို့အကြံပေးခဲ့တာပေါ့သူ့အမေကိုကယ်တင်ဖို့အတွက်အိုဘန်ကကလေးကိုမဆုံးရှုံးစေခြင်းဘူးလို့လည်းပြောပါတယ်ဘာလို့လဲဆိုတော့အတွင်းမှုအန်ကိုဖမ်းဆီးလိုက်ပြီလေကုမ္ပဏီကိုဘယ်သူမှဂီယူမဆိုင်ကြတော့ပါဘူး
မာရီရဲ့အဖေကဥက္ကဋ္ဌကြီးပြန်လာပြီးကုမ္ပဏီကိုဦးစီးဖို့မျှော်လင့်နေတယ်လို့ဆိုပါတယ်မိသားစုကသူ့ရဲ့ယောဂအတွက်စိုးရိမ်နေပေမဲ့ဥက္ကဋ္ဌကြီးဟာသူ့ရဲ့ကုမ္ပဏီပျက်စီးသွားတာကိုမမြင်ချင်ပါဘူးဒါကြောင့်လူတိုင်းတားမြစ်နေတာကိုဂရုမစိုက်ပဲသူဟာဆက်လက်အလုပ်လုပ်ဖို့ကုမ္ပဏီကိုပြန်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းအတွင်းမှုအန်ကထောင်ထဲကနေအောင်မြင်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီသူသတင်းစာတွေကနေသူ့ကိုဖမ်းဝရမ်းထုတ်ထားတာကိုတွေ့ရတဲ့အတွက်ပြည်ပကိုထွက်ပြေးဖို့နဲ့ဇနီးနဲ့ပြေးဝတ်စာဆွတ်တယ်ပြီးနိုင်ငံကူးလက်မှတ်ယူခိုင်းလိုက်ပါတယ်အတွင်းမှုအန်ထွက်မခွာခင်အေရွန်ကိုတစ်ခါလောက်လာတွေ့ခဲ့ပါတယ်မမျှော်လင့်မဲ့သူကရုတ်တရက်မျက်လုံးဖွင့်လာတာပေါ့သူ့မိနဲ့သက်ဆိုင်တဲ့အသေးအရင်းမြစ်ကိုရှာဖွေဖို့အိုဘန်ကနေတိုင်းစိတ်ယုံကိုတွားပြီးမေးမြန်းခဲ့ပါတယ်တစ်ဖက်မှာလည်းအလူရှင်နဲ့သက်ဆိုင်တဲ့အသေးအရင်းမြစ်ရှိတဲ့သူတယောက်ကလာရောက်လှူဒန်းမှုညှင်းဆန်နေတာကိုအိုဘန်ကတော်စားသိသွားတာပေါ့သူနာပြူလေးရဲ့စကားကအိုဘန်အတွက်မျှော်လင့်ချက်တစ်ခုပို့တိုးစေပါတယ်သူကအဲ့ဒီလူရဲ့အချက်လက်တွေကိုအမြန်ဆုံးမေးမြန်းမှုလှုံ့ဆော်ခဲ့ပါတယ်တစ်ဖက်မှာလည်းအေရွန်ကယောဂတတလာပြီးတဲ့အခါသူ့ခင်မွန်ရဲ့အိမ်ကိုပြန်လာပြီးဒီအိမ်ကိုနှုတ်ဆက်ဖို့သူ့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးနေခဲ့တာပေါ့ဒီချိန်မှာပဲအတွင်းမှုအန်ကတက်ဆိုင်မှုရှိမရှိစစ်ဆေးခဲ့တဲ့အိုဘန်ကိုတရက်စဆိုင်တီးလိုက်ရပါတယ်အမေဖြစ်သူကိုအသေးစားထုတ်ဖို့အတွက်တက်ဆိုင်တဲ့အလှူရှင်ရှိတယ်လို့အိုဘန်ပြောနေတာကိုကြားတဲ့အခါမှာတော့အေရွန်ကအဲ့ဒီလူကအတွင်းမှုအန်ဖြစ်လိမ့်မယ်လို့ခံမှန်းမိသွားတာပေါ့တစ်ချိန်တည်းမှာပဲအတွင်းမှုအန်က40ကိုသွားဖို့ကားထဲမှာထိုင်နေခဲ့ပါတယ်သူရင်ကလောက်ခဲမိတာတွေကိုပြန်တွေးနေပြီးရင်ထဲမှာအပြစ်ရှိတယ်လို့ခံစားတာကြောင့်မျက်ရည်တွေလည်းမထိန်နိုင်ဖြစ်နေခဲ့တာပေါ့အတွင်းမှုအန်လေရင်ပေါ်မှာတက်ဖို့လုပ်နေတော့စေယုံကနေဖုန်းတစ်ခေါက်ဝင်လာပါတယ်သူကဥက္ကဋ္ဌရဲ့တက်ဆိုင်တဲ့အင်ကအလှူရှင်ဖြစ်နေတယ်ဆိုတာသိရတဲ့အခါမှာတော့အရန်အောင်တုန်လှုပ်သွားတာပေါ့ဒါပေမဲ့ဆရာဝန်ကဥက္ကဋ္ဌရဲ့စစ်ဆေးပြီးတဲ့အခါမှာသူ့ရဲ့အခြေအနေကပိုဆိုးသွားပြီလို့ပြောလာပါတယ်တက်ဆိုင်တဲ့အသေးအရင်းမြစ်ကိုရှာတွေ့ခဲ့ရင်တော့အသုံးဝင်တော့ဘူးလို့ဆိုပါတယ်ဒီလိုအခြေအနေကိုသိရတဲ့အခါမှာဥက္ကဋ္ဌကြီးဟာအိုဘန်ရဲ့မွေးသားအမိကိုသွားတွေ့ပြီးသူ့ရဲ့ကျေးဇူးတင်စကားကိုအပြည့်အဝဖော်ပြခဲ့ပါတယ်နောက်လာမယ့်အချိန်တွေမှာလည်းအိုဘန်ကိုကောင်းကောင်းဂရုစိုက်ပြီးဖို့ဥက္ကဋ္ဌကြီးဟာမျှော်လင့်တောင်းတနေခဲ့ပါတယ်တစ်ဖက်ကအတွင်းမှုအန်ကတော့သူလုပ်ခဲ့တာတွေကိုနောင်နာရနေပါပြီသူဥက္ကဋ္ဌကြီးစီခွင့်လွှတ်ဖို့တွားရောက်တောင်းပန်ခဲ့ပါတယ်ဒီချိန်မှာလည်းသူကခွင့်လွှတ်ပေးဖို့ရွေးချယ်ခဲ့ပြီးအတွင်းမှုအန်အရင်ကလုပ်ခဲ့တာတွေအတွက်လက်စားချေတာမျိုးမလုပ်တော့ပါဘူးအတွင်းမှုအန်လည်းချစ်ချင်းပဲသူ့ကိုယ်သူအဖမ်းခံပြီးတရားဥပဒေအရဖြစ်တဲ့အောင်ခံယူလိုက်ပါတယ်အခုဥက္ကဋ္ဌကြီးရဲ့သူ့ရဲ့မိသားစုနဲ့အတူရှိနေတဲ့ဘဝရဲ့နောက်ဆုံးရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းနေပါပြီသူစိတ်ချလက်ချကွယ်လွန်သွားခဲ့ပါတယ်ဒီလိုနဲ့လာနေငယ်ကြပြီးတဲ့အခါမှာတော့အိုဘန်ကချစ်စရာကောင်းတဲ့သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်အိုဘန်ကအခုဆိုရင်တော့သူမအမေရဲ့မျှော်လင့်ချက်တွေကိုလည်းမစွန့်လို့ပဲသူမအမေရဲ့နာမည်နဲ့အရက်ချက်ဆက်ယုံသူတည်တနာတက်ခွဲခန်းတစ်ခုကိုတီထောင်ထားပါတယ်အဲ့ဒီအချိန်မှာပဲလူတိုင်းကနောင်လာမယ့်နေ့ရက်တွေမှာနောင်နာမရခြင်းကိုဆိုရင်နေ့တိုင်းဘေးမှာရှိတဲ့လူတွေကိုတန်ဖိုးထားဖို့လိုတယ်ဆိုတာကိုနားလည်သွားကြရင်လည်းပဲဒီဇလန်လေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ